တခါတည်းမှာဘုရားသခင်ကဘာလို့ဒုက္ခဆင်းရဲခြင်းတွေပြီးတွေ့တာလဲနော်ဘာလို့ဒုက္ခဆင်းရဲခြင်းတွေနော်ကျွန်တော်တို့ရောက်စီတာလဲကျွန်တော်အဲ့ဒီຢာလေးတွေကိုပြန်ပြီးတော့ဆင်ခြင်တဲ့အခါမှာဘုရားသခင်ကလောကကိုမချစ်ခိုင်းဘူးဗျလောကကိုမချစ်ခိုင်းကျွန်တော်ကလောကမှာနေတာကြာလာတဲ့မြကျွန်တော်ဘာကိုဆွဲလန်းလာလဲသလားလောကကြီးကိုဆွဲလန်းလာဒါကြောင့်မို့လေကိုဗစ်ကာလမှာလေဘုရားသခင်ကလေနော်လောကကိုမဆွဲလန်းဖို့ကောင်းကောင်းသင်ပေးလိုက်တယ်ကိုဗစ်ကာလမှာကျွန်တော်ထင်ပါတယ်လူတိုင်းလောကကိုသိမဆွဲလန်းတော့ဟာကဘာကြီးမှာဆက်အသက်ရှင်ဖို့ဖြစ်နိုင်သလားငါတို့ရဲ့လူကဘာကြီးကနော်နှာခေါင်းစည်းနဲ့တောက်လျှောက်တက်နေရမှာလားအပြင်သွားရင်လက်ဆေးဟာပြန်လာရင်လက်ဆေးတောက်လျှောက်ငါတို့လူတော်တဲ့တောင်ဒီလိုစုဝေးဖို့တော့ဖះเจ้าနေတောင်ပြန်ဖွင့်နိုင်ပါတော့မလားကျွန်တော်တို့တာမန်သွားနေကြအတိုင်းသွားလို့ရပါတော့မလားဆိုပြီးတော့ကျွန်တော်တို့စိုးရိမ်ခဲ့ပါတယ်နော်ကဘာကြီးမှာဖះသခင်တစ်ချက်ပြလိုက်တာဗျကိုဗစ်ကာလမှာဘာအောင်သိစေလဲသလားဒီလောကကြီးမှာမင်းထာဝရနေရမယ့်နေရာမဟုတ်ဘူးလောကကြီးကိုမဆွဲလန်းနဲ့ထာဝရကာလကိုဆွဲလန်းပြီးတော့ကျွန်တော်ကဘာလုပ်ရမှာလဲအသက်ရှင်ရမှာဖြစ်တယ်ဒါကြောင့်မို့လောကမှာဘုရားသခင်ကဒုက္ခဆင်းရဲခြင်းတွေပြီးတွေ့တယ်ဆိုအကြောင်းရှိတယ်ဗျဣသရေလလူမျိုးတွေအံ့ဩစရာကောင်းတယ်နော်ဘုရားကျေးဇူးတော်ခံစားရတာဒီဣသရေလလူမျိုးတွေအရန်ကျေးဇူးတော်ခံစားကျွန်တော်ကြည့်တော့လဲဘာပုံကြလဲဆိုဣသရေလလူမျိုးတွေလည်းဘာပုံမှမကြပါဘူးတိတ်လဲဘုရားစကားနားထောင်နိုင်တဲ့လူသားမျိုးတွေလည်းမဟုတ်တခုခုဆိုပုံကံမယ်တခုခုဆိုပြဿနာရှာမယ်ဒါပေမဲ့ဣသရေလလူမျိုးတွေကယောသတ်အားဖြင့်ဘယ်ကိုရောက်သွားလဲဆိုတော့အဲဂုတုရောက်သွားတယ်ဒါပေမဲ့အဲဂုတုရောက်တဲ့အချိန်မှာတော့အဲ့ဒီဣသရေလလူမျိုးတွေဘယ်နေရာမှာနေရတယ်ထင်လဲဟာတကယ်အကောင်းဆုံးသောနေရာနော်ဂေါရှင်ဆိုတဲ့အရက်မှာဘာလို့ ရလဲနေရအဲ့ဒီဂေါရှင်ဆိုတဲ့အရက်ကစိုက်ပျိုးလို့အင်မတန်ကောင်းတဲ့နေရာမြေဩဇာအင်မတန်ကောင်းတယ်တိုးတွေနွားတွေမွေးဖို့အတွက်သိပ်ကောင်းတဲ့နေရာဖြစ်တယ်စကြက်တွေအရန်ကောင်းတယ်အဲဂုတုရဲ့အကောင်းဆုံးနေရာမှာနေရာကျတယ်တစ်သက်လုံးသာနှစ်400လုံးသာအဲ့ဒီလိုအဲဂုတုမှာနေရမယ်ဆိုရင်ဣသရေလလူမျိုးတွေလေဂေါနဲ့ကော်ထုတ်ရင်တော့အဲဂုတုကမထွက်ဘူးနော်ဂေါနဲ့ကော်ထုတ်ရင်တော့လေအတင်းတမဆွဲရင်တော့အဲ့အဲဂုတုကထွက်မှာမဟုတ်ဘာလို့လဲဟာအဲဂုတုမှာအစင်ပြေတာ哦တောရုံနဲ့ဂေါမောရာမျိုးကိုမဖြတ်စည်းခင်မှာလဲလောတာတို့မိသားစုကိုနော်လာခေါ်တာကောင်းခဲ့တယ်မနှပါမထွက်နိုင်ဘူးဗျာအကျမ်းစာဘလို့လဲတာဖင်းနှွဲ့တယ်တဲ့ဟာဖင်းနှွဲ့မထွက်နိုင်ဘာလို့မထွက်ဒီမှာစီးစိမ်ဥစ္စာတွေတိုးတွေနွားတွေအများကြီးပဲလေဆွဲလန်းနေတာဆွဲလန်းတော့တော်ထွက်နိုင်လားမထွက်နိုင်ကောင်းခဲ့တယ်မှလက်ဆွဲပြီးတော့ဆွဲထုတ်ရဒီမှာလဲအတိုင်းပဲဣသရေလလူမျိုးတွေအဲဂုတုမှာရောက်တာလေတကယ်ကိုရောသက်ရှိတော့ရှယ်နေရတာအကောင်းဆုံးတဲ့နေရာတိုးတွေနွားတွေနဲ့တကယ်ကိုကြွယ်ဝဖခင်ကောင်းကြီးပေးတာရှယ်ပေးတာဘသူအားဖြင့်လဲဆိုရောသက်အားဖြင့်ကောင်းကြီးခံစားနှစ်400လုံးလုံးအဲ့လိုခံစားကြည့်ပါလားဘာလို့မနေလဲဘလောက်ပဲမောရှိလာခေါ်ဘုရားသခင်ဘလို့နမိတ်လက္ခဏာပြမထွက်ဘူးမတော်ဘူးခါနပြီငါတို့မမြင်ရသေးဘူးမတွေ့ရသေးဘူးငါတို့အခုနေရတဲ့နေရာအကောင်းဆုံးပဲဘတော်မှအဲဂုတုပြထွက်မှာမဟုတ်ဒါကြောင့်ဘုရားသခင်ကနှစ်400ပတ်လုံးဣသရေလလူမျိုးတွေကိုဘာခံစီလဲသလားဒုက္ခဆင်းရဲခြင်းကိုခံစီတယ်ကျွန်ဖြစ်တယ်ဟာပထမတော့သူများတိုင်းပြည်မှာလာတာကောင်းစားမလို့ပဲအခုကျတော့ဘာဖြစ်နေလဲကျွန်ဖြစ်နေဒုက္ခဆင်းရဲခြင်းတွေတကူပြီးတကူခံရတာဟာသူများရဲ့ရိုက်ပုတ်ခြင်းတွေညှင်းဆဲခြင်းတွေအုပ်ဖုတ်ရတယ်ကောက်ရိုးတော်မပေးတော့ဖာရောဘုရားနောက်ဆုံးအုပ်ဖုတ်တာအဲ့ဒီလိုဒုက္ခဆင်းရဲခြင်းတွေခံပြီးတဲ့အချိန်ကြတော့မှဘုရားသခင်ကမောရှေအပြင်အဲဂုတုပြည်ကနေခေါ်ဆောင်တယ်အဲ့ဒီအချိန်မှာအဲဂုတုပြည်မှာဘသူကြံခဲ့မလဲလို့မေးကြည့်ဘသူကြံခဲ့မလဲမကြံဘူးမြန်သွားပါဒီနေရာအဆင်မပြေဘူးငါတို့ကျွန်လုံနေရတာငါတို့တစ်သက်လုံးမဖြစ်နေလဲကျွန်ဖြစ်နေရတာငါတို့သွားမယ်အဲဂုတုပြည်ကနေထွက်ဖို့အတွက်စိတ်ဆုံးဖြတ်ချက်ကဘယ်မှာဖြစ်တာလဲအဲ့ဒီဒုက္ခဆင်းရဲခြင်းကြောင့်ဖြစ်တာဒုက္ခဆင်းရဲခြင်းသာမကြုံကြည့်ပါလားအဲဂုတုမှာတစ်သက်လုံးနေမယ်အဖွဲတွေပဲကျွန်တော်လောကမှာလေကောင်းကောင်းစားပြီးဒုက္ခဆင်းရဲခြင်းသာမကြုံကြည့်ပါလားကောင်းဝင်နိုင်ငံနေပါကွာအဲ့ဒါတွေကအလကားရေးထားတာပါနော်ကျွန်တော်တစ်သက်လုံးပေါ်မှာပဲနေပါလေလောကမှာပဲနေမှာကိုဗစ်တွေပါဘာမှမရှိဘူးဘာပြဿနာမှမရှိဘူးစစ်ပွဲတွေလည်းမရှိဘူးအားလုံးအေးချမ်းဘာမှပဲနေမလဲထင်လဲလောကမှာပဲနေမှာလောကရတွေပဲဆွဲလန်းမှာဒါဘုရားသခင်ကလေဒုက္ခအခက်ခဲခြင်းတွေပေးတွေ့တယ်ဆိုတာအကြောင်းမဲ့သက်မဟုတ်ပါဘူးဘာလို့မချစ်စေချင်တာလောကကိုမချစ်စေချင်တာဘုရားကိုချစ်စေချင်တာဒါကြောင့်မို့ထွက်လာတယ်နော်ထွက်လာတဲ့အခါမှာပင်လယ်နီရှိရောက်တယ်
ဖယားသခင်ကတခြားလမ်းနေသွားလို့ရတယ်တဲ့ဒီခါနန်ပြည်သွားတဲ့လမ်းကတခြားလမ်းရှိတယ်မြန်တယ်ပိုမြန်တယ်လွယ်တယ်ဒါမှဖယားမပို့ဘူးတဲ့ဘယ်လမ်းမှပို့လဲအဲ့ဒီအေဒုံပင်လေလမ်းကပဲပို့တာပင်လေနီးကိုနှစ်ချမ်းခွဲပြီးတော့ဖယားဘာလုပ်လိုက်လဲပြင်ဆင်ပေးလိုက်ပင်လေနီးကိုနှစ်ချမ်းခွဲပြီးဖယားဘာလို့ပြင်ဆင်လဲသလားနောက်ကျောင်းပြန်လှည့်လို့မရအောင်ပြန်လှည့်ရင်ဟိုမှာသေလမ်းမရှိတယ်ရေပဲခံထားတာဘလို့မှအဲဂုတုပြန်လို့မရတော့အဲဂုတုကိုမဆွဲလန်းအောင်တန်ရောစင်ကိုဘာနဲ့ဖြတ်ပလိုက်တာပင်လေနီးနဲ့ဖြတ်ပလိုက်တာအဲ့လိုတန်ရောစင်ဖြတ်တာတော့ပြက်လားမပြက်ဘူးဗျာတခုခုလေးစားစရာမရှိဘဲပြန်မယ်ပြောလေအဲဂုတုပြန်မယ်ဒီမှာစားတာမနမုံငါ့ကိုမကြိုက်ဘူးအဲဂုတုပြည်ကကြက်သွန်လည်းမရှိအမဲသားလည်းမရှိဒီပေါ့ပြက်အစားငါတို့မကြိုက်ဘယ်ပဲပြန်မယ်အဲဂုတုပဲပြန်မယ်တလောက်ကြုံခံခဲ့တဲ့နေရာကိုဘာလို့ချင်သေးတာလဲပြန်ချင်သေးတာဗျာဣသရေလလူမျိုးတွေနားလေရတော်တော်ခတ်တယ်အခက်ခဲလေးရုပ်တော့ပြန်မယ်အဲဂုတုပြည်ဟိုမှာဖျားပြင်ဆင်ထားတဲ့ခါနန်ပြည်အင်မတန်ကောင်းတာခါနန်ပြည်နို့နဲ့ပြားရည်စီးတဲ့ခါနန်ပြည်ဖျားပြင်ဆင်ထားတာဒါကြောင့်မို့ဖျားသခင်ကတာ၍ကောင်းသောအရာကိုပြင်ဆင်ထားတဲ့အခါမှာဘာနဲ့ပေးတွေ့လဲသလားဒုက္ခဆင်းရဲခြင်းနဲ့ပေးတွေ့တယ်ဘောအသက်တာထဲမှာဒုက္ခဆင်းရဲခြင်းတွေကြုံပြီးဆိုရင်ဖျားသခင်အသင်တို့တာ၍ကောင်းတဲ့အရာပေါ့ဒါလဲပြင်ဆင်ထားတယ်ခါနန်ပြည်ကိုပြင်ဆင်ထားတာတို့ရတွင်ခါနန်ပြည်လောက်နဲ့အသင်အသက်တာကိုမရောက်ရဲမတင်းတိမ်မရောက်ရဲတင်းတိမ်မိပါစေနဲ့ခါနန်ပြည်လောက်နဲ့ပဲဘဝယူကျင်တဲ့စွာအသက်မရှင်နဲ့တချို့ကခါနန်ပြည်လောက်ကိုပဲတကယ်ကိုကောင်းကြီးမြင်ကလားလို့သွားထင်နေတာတကယ်တော့ဖျားသခင်တောထဲမှာမောရှေကိုပြောလဲဆိုပြည့်ညတ်တော်10ပေါင်းယူပြီးတော့အောက်မှာဖောက်ပြန်တဲ့အခါမှာမောရှေတဲ့အဲ့ဒီခါနန်ပြည်ကိုတဲ့ငါပို့မှာပါဒါပေမဲ့ငါမလိုက်တော့ဘူးတဲ့ကောင်းကင်တမန်တစ်ပါးကိုမင်းတို့ရှေ့ကဆေလွတ်မယ်တဲ့ရန်သူတွေကိုအဲ့ကောင်းကင်တမန်တိုက်ပေးလိုက်မယ်တဲ့ခါနန်ပြည်ကိုရောက်မယ်တဲ့ဒါပေမဲ့ငါတော့ဘာမလုပ်တော့လဲမင်းတို့နဲ့အတူမလိုက်တော့ငါမပါတော့မောရှေပြောလဲရပါတယ်ကိုရောမပါလဲနေပါစီခါနန်ပြည်ရောက်ရင်တော့ပါပြီအရေးကြီးတာခါနန်ပြည်ရောက်ဖို့အရေးကြီးတာဟိုမှာနို့နဲ့ပြားရည်စီတဲ့နေရာရောက်ဖို့ကျွန်တော်တို့ဆိုဘယ်လိုပြောမလဲရပါတယ်ကိုရောမပါလဲနေပါစီနော်တိုက်လေးတွေကားလေးတွေရွှေတွေငွေတွေကျန်းကျန်းမာချမ်းချမ်းသာသာနေရရင်တော်ပါပြီလောကထဲမှာကောင်းကောင်းနေကောင်းကောင်းစားလောက်ကိုပဲကျွန်တော်ကဘာလုပ်နေရလဲစိတ်ဝင်စားဖခင်သခင်အဲ့ဒါလောက်ကိုစိတ်ဝင်စားစေချင်တာမဟုတ်ဘူးခါနန်ပြည်မပေးတဲ့ဖခင်မဟုတ်တော့ခါနန်ပြည်ပေးမယ်ဖခင်ပေးဖို့အတွက်လည်းဂတိတော်အာဗြဟံအားဖြင့်ဘာလုပ်ပြီးသားပြင်ဆင်ပြီးသားဒါပေမဲ့ခါနန်ပြည်ကြီးကိုပဲဆွဲလန်းပြီးတော့အသက်ရှင်ဖို့ဖခင်လို့တော့မရှိဘူးခါနန်ပြည်ကိုပေးတဲ့ဖခင်ကိုဘာလုပ်ရမှာလဲဆွဲလန်းရမှာမောရှေကဖခင်ပဲဆွဲလန်းတာကိုရောတဲ့အဲ့ဒီခါနန်ပြည်တဲ့ဘလောက်ပဲကောင်းကောင်းတဲ့ကိုရောမပါဘူးဆိုရင်ကျွန်တော်မသွားတော့ဘူးတဲ့ဒီတောမှာပဲနေမယ်တဲ့တောမှာဘာလို့ရှိလဲကိုရောကျွန်တော်နဲ့အတူရှိတယ်ကိုရောရှိတဲ့နေရာမှာပဲကျွန်တော်နေမယ်ကိုရောမပါရင်ဘလောက်နို့နဲ့ပြားရည်စီးနေပါစေတဲ့ကျွန်တော်မသွားဘူးကြည်စမ်းတော့မောရှေကခါနန်ပြည်ထက်ဘသူ့ကိုတောင်းတတာလဲဖခင်ကိုတောင်းတတာဒီနေ့သင်ရဲ့အသက်တာထဲမှာလောကအရာတွေထက်ဖခင်ကိုတောင်းတတော့အသက်တာဖြစ်ပါစေအဲ့ဒီလိုပြောလို့ဖခင်ကလောကမှာသင်လိုတဲ့အရာမပေးဘူးလို့ကျွန်တော်တလုံးမှမဆိုလို့ပါလိုတဲ့အရာတွေဖခင်ဘာလုပ်မှာလဲပေးမယ်လို့ပြောပြီးသားသင်တို့မတောင်းမီကသင်တို့အသုံးလိုတဲ့အကြောင်းတဲ့ကောင်းကင်ဘုံဖဘာလုပ်ပြီးသားသိပြီးသားကျွန်တော်တို့ဘာလိုလဲဆိုတာဖခင်ဘာလုပ်ပြီးသားသိပြီးသားအသင်ရဲ့သပင်ကိုတော့ဖခင်ဘာလုပ်တာလဲရည်ထားတယ်ကျွန်တော်စဉ်းစားဘုရားသခင်လည်းဘာလို့သပင်တွေရှောက်ရည်တာလဲအလုံးမရှိအကင်မရှိနော်တခြားလုပ်ကြရတယ်အများကြီးပါကျွန်တော်မေးတယ်ဘုရားသခင်မဟုတ်ဘူးတဲ့သပင်ရည်ရတဲ့အကြောင်းကျွန်တော်တော့ရည်တာကိုယ်သပင်ကိုမရည်ဘူးလေနော်သပင်ကျွန်တော်အလှပြင်မယ်ကောက်မယ်ဖြောင်းမယ်ဆိတ်ဆိုးမယ်အမျိုးမျိုးကျွန်တော်လုပ်မယ်ဒါပေမဲ့ကိုယ်သပင်တော့ကိုနင်းထိုင်တစ်ချောင်းတစ်ချောင်းဘယ်သူမှမရည်ပါဘူးနော်ရည်နေလဲဒါနည်းနည်းလွတ်မြလွတ်သွားလားဗောနော်အဲ့တော့ဘယ်သူမှအားရမရည်ဘူးကိုယ်သပင်ကိုသင်သပင်ဘယ်နှချောင်းရှိတယ်သင်သိလားဘယ်သူသိလဲဖခင်သိတယ်သင်အကြောင်းကိုသင်သိတာထက်ဖခင်ပို့သိတယ်သင်လိုအပ်တာကိုသင်သိတာထက်ဖခင်ပို့သိတယ်ကြည်စမ်းအဲ့ဒါဖခင်ပြောချင်တာလေငါမင်းကိုစိတ်ဝင်စားတယ်ငါမင်းကိုအရန်ချစ်တယ်မင်းဆိုရင်ဘယ်နှချောင်းရှိတယ်မင်းမသိဒါပေမဲ့ငါဘာလုပ်လဲသိတယ်ဖခင်ကျွန်တော်သိချစ်တယ်ဖခင်အဲ့ဒီသိချစ်တဲ့ဖခင်ကလောကမှာသင်လိုတဲ့အရာတွေပေးမယ်လို့ပြောပြီးသားနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားတော်ရှေးဥစွာရှာပါနောက်မှသင်လိုတော့ရအောင်ငါဘာလုပ်မလဲထပ်ပေးမယ်စိတ်မပူနဲ့တဲ့ငါသားငါသမီးလိုတဲ့ຢာဘာလုပ်မလဲငါပေးမှာပါတဲ့ဒါပေမဲ့အဲ့ဒီလိုတဲ့ຢာတွေကိုပဲမင်းဆွဲလန်းပြီးတော့အသက်မရှင်နဲ့တဲ့ငါ့ကိုဆွဲလန်းပြီးတော့အသက်ရှင်ပါဖခင်သခင်ကလေသူ့ကိုဆွဲလန်းပြီးတော့အသက်ရှင်တာကိုလိုချင်တဲ့ဖခင်ဖြစ်တယ်ဒါကြောင့်မို့ဒုက္ခဆင်းရဲခြင်းတွေကြုံစေတယ်ဆိုတာကဖခင်ကိုဆွဲလန်းဖို့ဣသရေလလူမျိုးတွေကြည့်နော်နိုးနဲ့ပြားရည်စီးတဲ့ခါနန်ပြည်ရောက်သွားပြီအစဉ်ပြေလို့လားတသောင်တသာပဲရန်သူတွေမရှိတော့အေးအေးဆေးဆေးပဲလား
ဖဲဣသရေလလူမျိုးတွေလောက်နိုင်ငံပျောက်တာလေဟာလာပြန်ပြီအာရှုတွေတိုက်ပြန်ပြီလာပြန်ပြီအီဂျစ်ကတိုက်ပြန်ပြီလာပြန်ပြီဟိုဂေါလက်ကြီးဖိလိတိတွေကစိန်ခေါ်ပြန်ပြီဟာနောက်ဆုံးတော့ဘယ်ပါသွားလဲဒန်ယေလနဲ့အဖွဲ့ဘယ်ပါသွားလဲဟိုးဘာဘူးလို့ဤရွက်ပါသွားတယ်ဗျာဘာဘူးလို့အဖွဲ့တွေစီကြည်အောင်ဣသရေလခါနန်ပြည်ရောက်နေပြီဒါပေမဲ့ဘာလို့တော့မလဲဒုက္ခဆင်းရဲခြင်းတွေခံနေရတော့ဘာလို့ဘုရားကအဲ့ဒါပေးတွေ့တာလဲသူ့ကိုမေ့မှာဆိုလို့ဘုရားသခင်ဘာလို့မှာဆိုလို့မေ့မှာဆိုလို့ခါနန်ပြည်မှာကောင်းကောင်းနေကောင်းကောင်းစားရတဲ့ခါမှာလေဘုရားကိုမေ့သွားမှာဆိုလို့ဒါကြောင့်မို့ဘုရားသခင်ကဣသရေလလူမျိုးတွေကိုခါနန်ပြည်ဘာကြောင့်ပို့လဲဆိုတဲ့အကြောင်းရင်းကိုတမန်ကျမ်းစာထဲမှာကျွန်တော်အဲ့ဒါလေးတစ်ချက်ဖတ်ပြအောင်နော်အရန်ကောင်းတယ်အဲ့ကျမ်းမှာတရားဟောအကျမ်းခန်းကြီး9တရားဟောအကျမ်းခန်းကြီး9အပိုင်ငယ်9-8မှာတရားဟောအကျမ်းခန်းကြီး9အပိုင်ငယ်9-8မှာကျမ်းစာပိုင်ကျွန်တော်တို့ဖွင့်ပြီးတော့ကြည့်လို့ရတယ်ဟောကျမ်းစာထိုးပေးလို့ရလဲထိုးပေးပေါ့နော်နောက်ထိုးပေးလို့မရရင်တော့ကျွန်တော်တို့နားထောင်မှုဖြစ်ပါတယ်တရားဟောအကျမ်းခန်းကြီး9အပိုင်ငယ်9ကနေ10မှာသင်သည်အခြားသောလူမျိုးထက်သာ၍များသောကြောင့်ထာဝရဘုရားသည်သင်ကိုချစ်၍ရွေးချယ်တော်မူသည်မဟုတ်ပြန်နားလည်အောင်ပြောရမယ်ဆိုတော့ဣသရေလလူမျိုးပြောတာဣသရေလလူမျိုးတို့မင်းတို့ဟာတဲ့တခြားလူမျိုးတွေထက်သာ၍များသောကြောင့်ဟာအခြားလူမျိုးတွေထက်မင်းတို့ကအားကြီးတယ်များတဲ့အတွက်ကြောင့်တဲ့ဘုရားကမင်းကိုချစ်ပြီးရွေးတာမျိုးမဟုတ်ပါဘူးမင်းတို့အားကြီးလို့မင်းတို့များလို့ဘုရားရွေးတာမျိုးဘုရားချစ်တာမျိုးမဟုတ်ဘူးတဲ့ဘာပြောလဲသင်သည်အခြားသောလူမျိုးတကာတို့ထက်သာ၍နေမင်းတခြားလူမျိုးထက်နဲပါတယ်မင်းပတ်လည်မှာရှိတဲ့လူတွေအင်အားကြီးထွားတဲ့လူမျိုးတွေအများကြီးပါပဲမင်းတို့ကနဲပါတယ်တဲ့ဘာလို့ဘုရားသခင်တို့ရွေးတာလဲထာဝရဘုရားသည်သင်ကိုချစ်တော်ကြောင့်၎င်းဣသရေလလူမျိုးတွေကိုဘုရားရွေးတယ်ခါနာန်ပြည်ကိုပို့တယ်ဆိုတာနံပါတ်1ဘာကြောင့်လဲချစ်လို့ဟာအရန်လှတယ်နော်ဘုရားသခင်ပြောတဲ့စကားကလေဒီနေ့အဲ့ဒီဘုရားကလည်းသင်ကိုချစ်တဲ့ဘုရားဖြစ်တယ်အရန်ချစ်တဲ့ဘုရားဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီဘုရားရဲ့မြတ်တာကိုကျွန်တော်ကမခံစားရတဲ့ခါမှာလောကအရာတွေကိုအဟုတ်သွားထင်တာတကယ်တော့ဘုရားမြတ်တာကိုခံစားရတဲ့သူကလေလောကအရာတွေကိုစကားနဲ့တောင်ထည့်မပြောတော့စိတ်ပြထမ်းချက်မရှိတော့ဒါကြောင့်မို့ထာဝရဘုရားသည်သင်ကိုချစ်သောကြောင့်၎င်းတဲ့သင်ဤဘိုးဘေးတို့အားကျိန်ဆိုတော်မူသောအကျိန်ကိုမဖြတ်လို့သောကြောင့်၎င်းအာဗြဟံဣဇက်ယာကုပ်တို့နဲ့ကျိန်ဆိုထားတဲ့အဲ့ဒီဗြိဉ္ဉ်ကိုဘုရားကဘာမှလုပ်ချင်တဲ့အတွက်ကြောင့်မဖြတ်ဘူးဂတိတည်တဲ့အတွက်ကြောင့်နှစ်ချက်ပထမတစ်ချက်မင်းကိုအယမ်းချစ်တယ်ဗြိဉ္ဉ်အရင်မလာခင်မှာနော်အရင်ဆုံးမင်းဘာလုပ်လဲအယမ်းချစ်တယ်ဒုတိယတစ်ချက်ဘိုးဘေးတွေနဲ့ပြုထားတဲ့ဗြိဉ္ဉ်ကြောင့်၎င်းကျွန်ခံရာအေဂုတုပြည်ကိုအစိုးရသောဖာရောဘုရင်လက်မှအာကြီးသောလက်တော်နဲ့သင်ကိုရွေးနှုတ်ဆောင်ယူခဲ့တော်မူပြီကျွန်ခံရာအေဂုတုပြည်ကနေပြီးတော့ဖာရောဘုရင်လက်ကနေဘုရားကရွေးနှုတ်ပြီးတော့ဆောင်ခဲ့တဲ့အကြောင်းရင်းကနှစ်ချက်ရှိတယ်နံပါတ်1ချစ်တော်ကြောင့်ဖြစ်တယ်နံပါတ်2ကတော့ဗြိဉ္ဉ်ကြောင့်ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ဘုရားအသက်တာထဲမှာလေဘုရားသခင်သင်ကိုသိချစ်တာအဲ့ဒီဖျားမြတ်တာကိုသင်တကယ်ခံစားဖို့အင်မတန်ရေးကြည့်တယ်ဖျားမြတ်တာကိုတကယ်ခံစားရမှာဖျားကိုပြန်ချစ်နိုင်မှာအချင်းချင်းကိုလည်းမလုပ်နိုင်ပါဖျားမြတ်တာကိုတကယ်မခံစားရဘဲနဲ့ထာဝရဘုရားကိုစိတ်လုံးအကျွမ်းမဲ့အစွမ်းတတ္တိရှိသည်များဉာဏ်ရှိသည်များနဲ့ဘလုံးမချစ်နိုင်မှာမဟုတ်ကိုနဲ့ဆက်ဆိုင်တော်သူကိုလည်းကိုနဲ့များချစ်နိုင်မှာမဟုတ်ဒီနေ့ဖျားရဲ့မြတ်တာကချစ်စရာကောင်းလို့ချစ်တာမဟုတ်ပါဘူးသင်အကြောင်းသင်ပြန်စဉ်းစားကြည့်ပါသင်ကတိတ်ချစ်စရာကောင်းလားတိတ်ဖြောင်းမှန်းပြီးတော့တိတ်ကိုမှန်ကန်ပြီးတော့တိတ်ကိုချစ်စရာကောင်းတဲ့အထဲမှာမပါပါဘူးဒါဘုရားသခင်သင်ကိုဘာလို့လဲချစ်တယ်တပါးဒီတော့သားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူသောဘုရားဖြစ်တယ်ဘုရားသင်ကိုသိချစ်တယ်ဒါမှမဟုတ်တမန်ကျမ်းစာထဲမှာလေဣသရေလလူမျိုးတွေခါနန်ပြည်ရောက်ပြီနော်ဘာလို့ဒုက္ခဆင်းရဲခြင်းတွေကြုံရသေးတာလဲဘုရားသခင်ဘုရားကိုမဆွဲလန်းသောကြောင့်လောကအရာတွေကိုဆွဲလန်းသောကြောင့်ဘုရားကဘာလို့လဲဟာဆုံးမတယ်ဒါပေမဲ့ဘုရားသခင်ကဆုံးမပြီမဲ့လေဘတော်မှအဆုံးထိမဆုံးမဘူးတမန်ကျမ်းစာနောက်တစ်ပိုက်ဖတ်ကြည့်အောင်နောက်တစ်ပိုက်မှာတော့ဘယ်လိုရေးလဲဆိုရင်ဟေရှာနာဂတိကျမ်းအခန်းကြီး54အပိုက်ငယ်9မှာဣသရေလလူမျိုးတွေကိုပြောတယ်ခါနန်ပြည်ရောက်ပြီနော်ဒါပေမဲ့ဘုရားကမဆွဲလန်းအောင်လောကရာတွေပဲဆွဲလန်းတယ်ဣသရေလလူမျိုးတွေကိုဘုရားကပြောတယ်သင်ကိုခဏတာ sorry ဟေရှာနာဂတိကျမ်းအခန်းကြီး54အပိုက်ငယ်9ကနေ
30ထိဖတ်အောင်နော်ခုနှစ်တစ်ပိုက်ကိုရင်ဖတ်မယ်ဟေရှာနာဂတိကျမ်းအခန်းကြီး54အပိုက်ငယ်9သင်ကိုခဏသာငါစွန့်သည်အော်ဘုရားသခင်ကဘလောက်စွန့်လဲခဏပဲငါစွန့်တာတဲ့နော်ခဏငါစွန့်တယ်များစွာသောဂယုဏနဲ့တဖန်သိမ်းစီအောင်မေဟာဣသရေလလူမျိုးတွေကိုလေတခါတည်းအပိသက်စွန့်ပလိုက်တာမဟုတ်ခဏစွန့်များစွာသောဂယုဏနဲ့ဘုရားဘာလုပ်မလဲပြန်သိမ်းဆဲအောင်မယ်ပြင်းစွာသောအမျက်ထွက်၍ခဏမျှငါမျက်နာလွဲတော့လေဖះကိုမရှာဘဲနဲ့လောကအရာတွေပဲရှာတဲ့ခါမှာဖះကိုမဆွဲလန်းပဲလောကအရာတွေပဲဆွဲလန်းတဲ့ခါမှာဖះသခင်အားတဲ့ငါခဏမျက်နာလွှဲတော့လေတဲ့ထာဝရမေတ္တာနဲ့သင်ကိုကယ်မတနာအောင်မည်ဟုသင်ကိုရွေးနှုတ်တော်ထာဝရဖះမိန်တော်မူတယ်ဖះသခင်အားတဲ့ထာဝရမေတ္တာသူ့ရဲ့မေတ္တာဘယ်လိုမေတ္တာလဲကုံဆုံးခြင်းမရှိတဲ့ထာဝရမေတ္တာဖြစ်တယ်ဣသရေလလူမျိုးတွေဆုံးမခံရပြီးတော့ဟိုးဘာဘူးလုံတိုင်းပြီးခေါ်ဆောင်ခြင်းခံရတယ်ဒါပေမဲ့ဘုရားသခင်ကမင်းတို့ငါတဖန်ပြန်ပြီးတော့သိမ်းဆဲအောင်မယ်ထာဝရမေတ္တာနဲ့မင်းတို့ငါချစ်တာငါရဲ့မေတ္တာမင်းပေါ်မှာဘယ်တော့မှမရွေ့သွားဘူးနောဤလက်ထက်၌လွှမ်းမိုးသောရေကိုငါသည်မှတ်၍ထိုရေသည်မြေကြီးကိုနောက်တဖန်မလွှမ်းရဟုကျိန်ဆိုခြင်းကိုပြုသည့်နည်းတူနောဤလက်ထက်မှာရေလွှမ်းမိုးခြင်းနောက်တစ်ခါမဖြစ်ရဘူးလို့ဘုရားကျိန်တယ်လို့ပဲတဲ့သင်ကိုအမျက်မထွက်မဆုံးမဟုကျိန်ဆိုခြင်းကိုပြုပြီဘုရားသခင်ကဘာမလုပ်တော့ဘူးလေငါအမျက်မထွက်တော့ဘူးငါမဆုံးမတော့ဘူးဆုံးမခြင်းတန်ခတ်ခြင်းအားလုံးကိုဘု து ဘောတင်လိုက်လို့လေယေရှုဘောတင်လိုက်လို့ဒီကျမ်းစာကိုပြောနေတာငါမင်းကိုမဆုံးမတော့ဘူးအမျက်မထွက်တော့ဘူးဆုံးမခြင်းတန်ခတ်ခြင်းကဘု து ဘောရောက်သွားလဲဟာသခင်ယေရှုအားဖြင့်ကျွန်တော်ကမျက်နှာသာပဲခံစားရတာဘုရားကောင်းကြီးပဲခံစားရတာတော့ဒါကြောင့်မို့တောင်ကြီးတို့သည်ရွေ့၍တောင်ငယ်တို့သည်လှုပ်ရှားတော်လဲငါဤမြစ်တာသည်သင်မှမရွေ့ရကြည်စမ်းအင်မတန်ကြီးမားတဲ့တောင်တွေရွေ့သွားပါလိမ့်မယ်တဘာဝတရားကြောင့်နော်ကျွန်တော်ငလင်တန်ကြောင့်ရွေ့သွားပါလိမ့်မယ်တောင်တွေပြိုတာကျွန်တော်တွေ့ပါတယ်နော်ရွေ့သွားပါလိမ့်ဒါပေမဲ့တဲ့ငါဤမြစ်တာသည်သင်မှမရွေ့ရငါရဲ့မြစ်တာမင်းစီမှာမရွေ့ရအောင်တန်တမန်တော်ရှင်ဘောလူကပြောတာအမြင့်ဖြစ်စေအနှိမ့်ဖြစ်စေအဘယ်နမိတ်တအရာများသည်ငါတို့သခင်ရှုခွင့်အားဖြင့်ခံရတဲ့ဖခင်ရဲ့မေတ္တာတော်နဲ့ငါတို့ကိုမကွာစေနိုင်ဘူးဆိုတော့ငါသဘောကျနေတယ်ဟာကြည်နက်နေတယ်သဘောကျဖခင်မေတ္တာကျွန်တော်ကိုမရွေ့သွားမကွာသွားဘူးငါဤငြိမ်သက်ခြင်းဗြိဉ္ဉ်လဲမလောက်ရှားရဟုတနာခြင်းဂယုဏစိတ်ရှိတော်မူသောထာဝရဖခင်မိန်တော်မူတယ်ဒီနေ့တမန်ကျမ်းစာသင်တန်းမှာသင်ကိုဖခင်ပါသိစေခြင်းလေဖခင်သခင်သင်ကိုအယံချစ်တယ်ဘတော်မှဖခင်ရဲ့မေတ္တာနဲ့သင်ကိုဘာမလုပ်စေဘူးလေမကွာစေဘူးအယံချစ်တယ်ဖခင်လူကိုဖခင်သခင်ဖန်ဆင်းတဲ့ရွေချက်တစ်ချက်ပဲရှိပါတယ်လူကိုဘာလို့ဖခင်သခင်ဖန်ဆင်းလဲအပြစ်ထဲကြောက်ဖို့ဖန်ဆင်းတာလားမဟုတ်ပါဘူးဒုက္ခရောက်ဖို့ဖန်ဆင်းတာလားမဟုတ်ပါဘူးပြဿနာတွေကြုံဖို့ဖန်ဆင်းတာလားမဟုတ်ပါဘူးလူကိုဖခင်သခင်ဖန်ဆင်းတဲ့ရွေချက်ကအဲ့ဒီလူကိုဖခင်အင်မတန်ချစ်တယ်လူကလည်းဖခင်ကိုချစ်မယ်အဲ့ဒီအပြန်လန်ချစ်ခြင်းမေတ္တာရဲ့မိတ္တခါယလို့ခေါ်တာပေါ့အပြန်လန်ချစ်ခြင်းမိတ္တခါယနဲ့ထာဝရကာလထိအသက်ရှင်ဖို့ဘုရားကလူကိုဖန်ဆင်းခြင်းဖြစ်တယ်ဘုရားကလည်းလူကိုချစ်မယ်လူကလည်းဘုသူ့ပြန်ချစ်မလဲဘုရားကိုပြန်ချစ်မယ်အဲ့ဒီချစ်ခြင်းမေတ္တာမိတ္တခါယနဲ့ထာဝရကာလထိသွားဖို့ဘုရားကလူကိုရည်ရွယ်ချက်နဲ့ဖန်ဆင်းတာဖြစ်တယ်ဒါကြောင့်ဘုရားသခင်ဖန်ဆင်းတဲ့ရည်ရွယ်ချက်ကလေချစ်လို့ပဲဒါမှမဟုတ်ချစ်တဲ့ဘုရားကသင်ရဲ့ပြန်ချစ်မှုကိုလည်းဘုရားကဘာလို့လဲအလိုရှိတာဖြစ်တယ်ချစ်ခြင်းမေတ္တာဆိုတာကအပြန်လန်ဖြစ်တယ်အပြန်လန်ဒါကြောင့်မို့ဘုရားသခင်သင်ကိုသိချစ်တယ်ဘာဖြစ်သင်ရဲ့မေတ္တာရဲ့တုံ့ပြန်မှုကိုလည်းဘုရားကလိုချင်တာဖြစ်တယ်ဒါကြောင့်အဲ့ဒီချစ်ခြင်းမေတ္တာနဲ့ထာဝရအသက်ရှင်ကိုဘုရားရည်ရွယ်တော်ညာလေလူကဘုရားသခင်မလုံနဲ့ဆိုတော့မစားနဲ့ဆိုတဲ့အတီးကိုစားပြီးတဲ့အခါမှာအပြစ်ထဲကိုကျဆင်းသွားတယ်ဒါကြောင့်ဘုရားကလူနဲ့အတူနေလို့မရတော့ဘူးလူနဲ့ဘုရားကြားမှာဘာခံသွားလဲအပြစ်တရားခံသွားတယ်ဒါကြောင့်မို့လူကမွေးကလေးကမွေးရပါဘာဆွဲလဲဆိုတော့အပြစ်ဆွဲတယ်အမိဝမ်းထဲမှာဗရိတ်တွေဆွဲယူစဉ်ကပင်အပြစ်ဆွဲတယ်ဒါကြောင့်မို့သင်ကဘယ်ဘာသာဝင်ဖြစ်ပါစေဘယ်လူမျိုးဖြစ်ပါစေဘယ်ကိုင်းကနဖြစ်ပါစေမွေးကလေးကဖြောက်မှတ်တော်သူလားအပြစ်သားလားသင်ကမွေးကလေးကအပြစ်သားဘာအကုသိုလ်မှမလုပ်ရသေးဘူးနော်ဘယ်ဘာသာဝင်မှဖြစ်သေးဘူးဘာကုသိုလ်မှလည်းမလုပ်ရသေးဘူးဘာကုသိုလ်မှမလုပ်ရသေးဘူးဘာအကုသိုလ်မှမလုပ်ရသေးခင်တည်းကသင်ကအပြစ်သားဖြစ်ပြီးသားအဲ့ဒီအပြစ်သားဖြစ်တဲ့လူသားတစ်ယောက်ကမိဘက
ဘာသာဝင်တစ်ခုဖြစ်ရင် तू ကအဲ့ဘာသာနောက်ကိုလိုက်မှာပဲလေဒါကအလိုလျောက်ပဲအဲ့ဒီမွေးရပါအပြစ်သားဖြစ်တဲ့သူက तू ရဲ့မိဘရဲ့ဘာသာတရားနောက်ကို तू လိုက်မယ်ကောင်းတာတွေလုပ်မယ်ဘလောက်ပဲကောင်းတာလုပ်ပါစေအပြစ်သားဖြစ်ခြင်းဆိုတဲ့အရာပြောင်းလဲသွားလားမပြောင်းလဲသွားအောင်အဲ့ဒီဖြစ်ခြင်းဆိုတဲ့အရာကိုလူကပြောင်းလဲလို့မရဖះပြောင်းပေးမှရဒါကြောင့်မို့အဲ့ဒီအပြစ်သားဖြစ်ခြင်းကိုဘလို့မှပြောင်းလဲလို့မရအောင်လူကကောင်းတာတွေလုပ်တာပဲကုသိုလ်ကောင်းမှုတွေအကျင့်သီလတွေတိဆောက်တာပဲဒါပေမဲ့လောဘဒေါသမောဟကိုကင်းစင်သွားအောင်တတ်နိုင်လားမတတ်နိုင်ထိန်းထားလို့ပဲရတယ်ဘာသာတရားထိန်းထားလို့ပဲရတယ်ကင်းစင်သွားအောင်မတတ်နိုင်အဲ့ဒီအထဲတွေကလောဘဒေါသမောဟအပြစ်တရားတွေကိုကင်းစင်သွားအောင်လုပ်ပေးတာကယေရှုခရစ်တော်တပါးလေးပဲဖြစ်တယ်အဲ့ဒီအပြစ်တရားရဲ့အခသေခြင်းတို့ကသူကိုယ်စားဘာလို့လဲလက်ဝါးကတိုင်မှာအသေးခံပေးတယ်အပြစ်တရားရဲ့အခသေခြင်းမှာလမ်းဆုံးရမှာအဲ့ဒါအပြစ်တရားရဲ့အဖိုးခပဲဒါပေမဲ့အဲ့ဒီအပြစ်တရားရဲ့အခသေခြင်းကို3ရက်မြောက်သောနေ့မှာဘာလို့လဲရှင်ပြန်ထမြောက်ပြီးတော့အောင်မြင်ခဲ့တယ်အဲ့ဒီအောင်မြင်ခြင်းကသင်တဲ့ကျွန်ုပ်တို့ဖြစ်တယ်ဒီနေ့ယေရှုခရစ်တော်ဘုရားလက်ဝါးကတိုင်မှာအသေးခံတာခရိယန်တွေအတွက်ပဲမဟုတ်ပါဘူးဂျူးတွေအတွက်ပဲမဟုတ်ပါဘူးဂျူးဘာသာတရားအတွက်ပဲမဟုတ်ပါအဲ့တော့ခရိယန်ဘာသာတော်မပေါ်သေးပါဘူးသခင်ယေရှုခရစ်တော်ဘုရားလက်ဝါးကတိုင်မှာအသေးခံတာလူသားအားလုံးနဲ့ဆိုင်ယုံသည်ဖြစ်စေမယုံသည်ဖြစ်စေဒီနေ့ကျွန်တော်တို့နဲ့ဘာလို့လဲဆိုင်နေတာဖြစ်တယ်သင်ဘက်ကယုံကြည်လက်ခံလိုက်ရင်တော့သင်ကလွတ်မြောက်သွားပြီဖြစ်တယ်အဲ့ဒီဘုရားကလေသင်ကိုအဲ့လောက်ချစ်တာဒါကြောင့်မို့ငါတို့သည်တဲ့အပြစ်ရှိစေမယ်အပြစ်ရှိစေမယ်နော်သင်အပြစ်ရှိနေတဲ့အချိန်မှာပဲလေတဲ့ခရစ်တော်သည်ငါတို့အတွက်ကြောင့်ဘာလို့လဲအသေးခံတော်မူသည်ဖြစ်၍ဖျားသခင်သည်ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကိုထင်ရှားစွာကျွန်တော်တို့ဘာလို့လဲပြတယ်ဖျားထင်ရှားစွာပြတယ်အသက်ပေးပြီးချစ်တဲ့သူကိုဘာလို့လဲဖျားသင်ကိုသိချစ်တယ်နော်အဲကြောင့်မို့အဲ့ဒီအရာကိုသင်မစင်စားမိလို့ဖြစ်မှာပါသင်အဲ့ဒီအရာကိုမခံစားမိလို့ဖြစ်မှာပါဖခင်ကတော့သင်တို့အားလုံးလုပ်ပေးပြီးတော့ယခုဘဝနောင်ဘဝဘာလို့လုပ်ပေးတာလဲချစ်လို့လုပ်ပေးတာဖြစ်တယ်သင်ဘက်ကလည်းဖခင်ကိုပြန်ချစ်ပြီးတော့အဲ့ဒီဖခင်လုပ်ပေးခြင်းကိုလက်ခံလိုက်ပါဖခင်လုပ်ပေးတော့လက်ခံလိုက်ရိုးလေးပဲငါတို့ယေရှုခရစ်တော်ဘုရားလက်ဝါးကတိုင်းမှာအသေးခံတယ်3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တယ်ယုံလိုက်တာနဲ့ဟာတက်မလုံးမှာငဲသွားစရာမလိုတော့ယခုဘဝမှာလည်းဖခင်သခင်သင်တို့အားလုံးဘာလုပ်ပြီးသားပြင်ဆင်ပြီးသားသင်ဘက်ကယုံကြည်လက်ခံမှုပဲအရေးကြီးတယ်ဒါကြောင့်မို့ဖခင်ကလေဣသရေလလူမျိုးတွေအရန်ကောင်းလို့လားလို့မေးကြည့်လိုက်မကောင်းပါဘူးဒါပေမဲ့ဘုရားသခင်ဘာလို့လဲချစ်လို့တဲ့ဘုရားသခင်ကခါနန်ပြည်ကိုပို့ဆောင်တယ်ခါနန်ပြည်ကိုဆွဲလန်းဖို့မဟုတ်ပါဘူးဘုရားကိုဆွဲလန်းဖို့လောကအရာတွေကိုဆွဲလန်းလာတဲ့ခါမှာဘုရားဘယ်ကိုပို့လဲဘာဘူးလုံးမှာသွားကြုံခံရတယ်ဒါပေမဲ့တစ်ချိန်မှာတော့ပါရှာပိရတိဘယင်လက်ထက်မှာတော့သူတို့ကိုအဲဒီခါနန်ပြည်ကိုပြန်ပို့တယ်ဆိုတော့တွေ့ရကျမ်းစာထဲမှာဖခင်ကငါ့ကိုချစ်တယ်လို့သုံးဆွဲတဲ့လူ2ယောက်ရှိတယ်ကိုပြန်သုံးဆွဲတာဖခင်ငါ့ကိုချစ်တယ်ဘာလို့လဲသလားဒံယေလနဲ့ယောဟန်တပည့်တော်ယောဟန်ဒံယေလကကျမ်းစာထဲမှာဖတ်ကြည့်လိုက်ငါချစ်တော့ဒံယေလ तू ကဖခင်သူ့ကိုနန်စားသုံးတိုင်းမှာ तू ကဘယ်လိုပြောလဲငါဖခင်ကိုချစ်တယ်ဆိုတာလေဖခင်သခင်ကဘာလို့လဲငါ့ကိုချစ်တယ်ငါချစ်တော့ဒံယေလဖခင်သူ့ကိုအဲ့လိုခေါ်တယ်တဲ့ငါချစ်တော့ဒံယေလငါချစ်တော့ဒံယေလကြည်စမ်းဒံယေလဖခင်ရဲ့ဒီမြတ်တာကိုခံစားတဲ့ခါမှာလေသေမှာမကြောက်ဟိုမှာဆုတောင်းရင်ဘယ်တဲ့ပို့မှာလဲချင်းတဲ့တွင်နဲ့ပို့မှာသေရင်သေပါစေအဲ့ဒီဖခင်နဲ့စကားမပြောဘဲနဲ့တော့မနေနိုင်ချစ်လာရင်လေစကားမပြောဘဲမနေနိုင်ဘူးမချစ်ရင်လေစကားလုံးဝမပြောချင်ဘူးတချို့လူတွေကတိတ်စကားပြောလို့မကောင်းအောင်ဗျလောကမှာလေဟိုဒုက္ခပေးရလူတွေရှိတယ်နော်ဆရာကြီးဦးတမောင်ထွန်းဒီအောင်မေနှစ်သိမ့်စီဝေးသွားတဲ့ခါမှာဒုတိယနေ့မှာကျွန်တော်နဲ့ဆရာစံပီးကိုမိသားစုကနေပြီးတော့စကားပြောခိုင်းတယ်ဟာကျွန်တော်လဲဆရာကြီးရဲ့ဒီနှစ်သိမ့်စီဝေးမှာစကားပြောခွင့်ရတာဟာဝမ်းသာလိုက်တာကျွန်တော်လိုဘာမဟုတ်တဲ့ခြာတိတ်ကိုနော်မိသားစုကတောင်းဆိုပြီးတော့စကားပြောခိုင်းတယ်ကျွန်တော်သွားတဲ့ခါမှာလေအဲ့ဒီမှာဆရာကြီးကိုပြုစုတဲ့မြေးနော်ဒီသမီးလေး3ယောက်ရှိတယ်အဲ့သမီးလေးတွေကတယောက်လာလဲကျွန်တော်ပြောတယ်ဟာတဲ့အဖိုးဟာတဲ့မနက်တိုင်းပါတဲ့ဆရာရဲ့တရားဟောချက်တွေကိုဖွင့်ခိုင်းတာတဲ့9မိနစ်စာဒေသနာတွေဖွင့်ခိုင်းတယ်နောက်တစ်ယောက်လာပြောအဖိုးဟာတဲ့ဆေးုံမှာရောက်တဲ့အချိန်မှာတဲ့နောက်ဆုံးအချိန်မှာအဲ့ဒီနှုတ်ကပတ်တော်တွေ तू နားထောင်သွားတာဟာတယောက်လာလဲဒါပြောတယောက်လာလဲဒါပြောအဲ့ဆရာရဲ့သမီးတွေကလည်းတွေ့ရင်ကျွန်တော်အဲ့ဒါပဲပြောတယ်ဟာတဲ့ဆရာတရားဟောချက်တွေတဲ့မနက်တိုင်းနားထောင်တာအဖိုးကနားထောင်သွားတာဟာကျွန်တော်လေးဘလို့ဝမ်းမြောက်မသိဘူးဆရာကြီးတို့မောင်ထွန်းဆိုတာကျွန်တော်နဲ့ဘာမှနှိုင်းချင်လို့မရပါဘူးနော်သူ့ရဲ့လှုပ်ဆောင်ချက်တွေကျွန်တော်မမိပါဘူးမြန်မာပြည်မှာတလောက်အသုံးပြုတဲ့ဆရာကြီး
ကျွန်တော်လိုခြာတိတ်တယောက်တရားဟောတာဗျာနားမထောင်လဲရပါတယ်ဘာလို့သူဆရာကြီးပဲလေဘာအခုမှလာပြီးတော့ဟိုတရားဟောတဲ့ဆရာကြီးဒါမဲ့တော့ဆရာကြီးကနော်ဘယ်လောက်ထိနှိမ့်ချလဲဆိုတာနော်ဟိုကျွန်တော်မလို့နားထောင်တာမဟုတ်ပါဘူးဖျားနှုတ်ကပတ်တော်ပါလို့ဖျားစကားပါတဲ့အတွက်ကြောင့်တလေးတစားသူဘာလို့လဲနားထောင်တာဟာကျွန်တော်ဝမ်းမြောက်တာနောက်ဆုံးချိန်မှာကျွန်တော်တရားဟောချက်တွေကိုနားထောင်ပြီးဒီလိုကဘာမှာဘုရားသခင်အသုံးပြုတဲ့ဆရာကြီးကမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဟာကျွန်တော်ခွန်အားရတာဒါကြောင့်မို့ဆရာကြီးစီကနေခွန်အားရတဲ့ရာဆရာကြီးကဘယ်တော့မှအသင်းတော်တစ်ခုတော့အသက်မရှင်သွားဂိုင်းကနာတစ်ခုတော့အသက်မရှင်သွားသူ့အသင်းတော်ကြီးပွားဖို့သူ့ဂိုင်းကနာကြီးပွားဖို့သူမလုပ်သွားလူတိုင်းတော့အသက်ရှင်သွားတယ်ဒါကြောင့်ကျွန်တော်အသက်တာထဲမှာလည်းဘုရားသခင်ကျွန်တော်နှိုးဆော်တဲ့ရာကဂိုင်းကနာတိုင်းလူတိုင်းဝတ်ပြုကိုးကွယ်ဖို့ဒီအစီအစဉ်ကိုဘုရားသခင်ကကျွန်တော်ယူပိုင်အောင်ပေးပြီးလုပ်ခိုင်းတယ်ဒါကြောင့်မနေ့ဖြန်မှာကျွန်တော်တို့ဒီအစီအစဉ်ကျွန်တော်စမှာဖြစ်တယ်ညနေ4 နာရီခွဲကနေ6 နာရီခွဲဆရာပတ်ထရစ်တရားဟောမှာဖြစ်ပါတယ်လို့ကျွန်တော်အားလုံးလာရောက်ဖို့တို့လည်းခေါ်ဖိတ်ပါတယ်မနေ့ဖြန်4 နာရီခွဲကနေညနေ6 နာရီခွဲအထိဒီမှာပဲကျွန်တော်ပြုလုပ်မှာဖြစ်တယ်ဒီနေရာကိုဘုရားကပြင်ဆင်ပေးတယ်နော်ဆရာကြီးဦးသိန်းလွင်တို့ကိုလည်းစိတ်လုံးတွတ်ထိပြီးတော့ဘုရားကပြင်ဆင်ပေးတယ်ဟာကျွန်တော်အံ့ဩတယ်နော်ဆရာကြီးဦးတော်မောင်ထွန်းရဲ့ဒီအောင်းမွေးပွဲမှာတွားပြီးတော့ကျွန်တော်တယောက်ပြီးတော့လာနှုတ်ဆက်တော့ဟာအဲ့ဒီအဖိုးမြီးလေးတွေကပြန်ပြောပြလေဟာကျွန်တော်ဝမ်းသာလိုက်တာဒီနေရာမှာပဲတချို့လည်းမှတ်မိပါလိမ့်မယ်နော်ကျွန်တော်နှစ်သစ်တမကျမ်းစာသင်တန်းလုပ်တဲ့အခါမှာနော်ဒီ2023မှာပဲဆရာကြီးဦးတော်မောင်ထွန်းဆရာဝန်က9 မိနစ်ပဲစကားပြောခိုင်းတယ်တရားဟောတာတနာရီခွဲသွားနော်တနာရီခွဲကြတယ်နော်အောက်မှာဆရာပတ်ထွက်ကလည်းဆရာမျက်နေတော့ပြောတော့ကြနေအမောဖောက်သွားအောင်မယ်အေးကျွန်တော်လည်းဘယ်လိုတက်ပြောလို့ပြောအောင်မသိနောက်ဆုံးကျွန်တော်တို့ဘာလို့ဆိုရေလေးသွားငှဲ့ပြီးတော့ရေနွေးချမ်းလေးဆရာကြီးတောက်ပါအောင်မောမှာဆိုလို့ကျေးဇူးပဲပူဆိုးသွားတယ်နော်အမောပြေပါဆက်ဟောတာနော်ဟာတကယ်ကိုအံ့ဩဆရာကြီးဗျာဖျားခွန်အားနဲ့ကျွန်တော်မရနော်အဲ့ဒါမှဆရာကြီးကကျွန်တော်တို့ကိုခွန်အားပေးသွားတယ်နော်ဆရာကြီးတုံးမောင်ထွန်းဟာ तू ကကျွန်တော်ဝင်ကားတဲ့ဒီနှုတ်ကပတ်တော်လေးတွေကိုနားထောင်သွားတယ်ဆိုဟာဝမ်းမြောက်လိုက်တာကျွန်တော်မှဆရာကြီးရဲ့နှလုံးသားကိုသွားမြင်တာနော်သူ့ရဲ့နှလုံးသားကလေငယ်တာကြီးတာမဟုတ်လူတိုင်းကို तू မေတ္တာနဲ့ तू အုပ်ချုပ်သွားတယ်နော်သူ့ရဲ့မေတ္တာနဲ့ပဲ तू ဆက်ဆံသွားတယ်တကယ်အပြုံးမပြောက်နော်သူ့မျက်နှာကိုကြည့်လိုက်အပြုံးပဲဒါမှမဟုတ်လူတိုင်းကို तू ကချစ်တဲ့သူ့ရဲ့ခရစ်တော်ရဲ့မေတ္တာသူ့ထဲကနေစီးထွက်နေတယ်ဆိုတော့ကျွန်တော်တို့တွေ့ရဆရာဆန်ပီးကအဲ့ဒီမှာတခွန်းလေးပြောတာကျွန်တော်ဗာတွေ့လဲဆိုအဖိုးတို့မောင်ထွန်းအားတဲ့ဘသူ့မှဒုက္ခမပေးဘူးတဲ့နော်ဟိုးသေတဲ့အချိန်ကြီးဘသူ့မှဒုက္ခမပေးဘူးတဲ့ဟာဟုတ်တယ်ဗျာဟိုကလေးစားခြင်းလိုက်တာဒီကလေးလှုပ်ခြင်းလိုက်တာဟာငါနာလို့ငါဟိုဟာဖြစ်လို့ဟာဘာမှဘသူ့မှမပြောဘူးဗျာသူအသက်ရှင်တာ10 မိနစ်တစ်စက္ကန့်ဟိုကလူတိုင်းအတွက်ကောင်းကြီးဖြစ်နေတာတန်ဖိုးရှိနေတာအဲ့လိုပုံကိုမျိုးတဲ့ဆရာကြီးဦးတို့မောင်ထွန်းကဟာကျွန်တော်နားထောင်တော့ဟာခွန်အားရလိုက်တာတချို့လူတွေများနော်မသေးသေးဘူးလားနော်အဲ့ဒီလူမသေးသေးဘူးလားနော်ဟိုလူနော်မဆုံးသေးဘူးလားဟာအဲ့လိုရှိရနော်တချို့လေသေစီခြင်းနေတာဟာဒီလူအသက်ရှင်တာတော့ကွာအလကားပါသူများကိုဒုက္ခပေးတာနော်သူ့ရဲ့အသက်ရှင်ခြင်းကလေလူတိုင်းကိုဒုက္ခလိုက်ပတ်ပေးတာအဲ့လိုလူမျိုးတွေရှိတယ်ဒါမှမဟုတ်သင်ကအဲ့ထဲမှာမပါပါစေနဲ့ကိုယ့်ရဲ့အသက်ရှင်ခြင်းကဘာလို့နေရမလဲတန်မိုးရှိနေရလူတိုင်းအတွက်ဖြစ်နေရဒါမှမဟုတ်သခင်ခရစ်တော်ဘုရားကဘာသာမခွဲပါဘူးလူမျိုးမခွဲပါဘူးအစစ်တမ်းမခွဲပါဘူးလူတိုင်းအတွက်ဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်ဒီကိုးကွယ်ခြင်းအစီအစဉ်ကိုလုပ်တာဖြစ်တယ်ဂိုင်းကနာမရွေးဘယ်သူမဆိုလာရောက်ပြီးတော့ဝတ်ပြုကိုးကွယ်နိုင်တဲ့နေရာအချိန်တစ်ခုဖြစ်တယ်နော်ဒါကြောင့်မို့ဖခင်လေလူတိုင်းကိုချစ်တယ်ဖခင်ဖြစ်တယ်မခွဲဘူးနော်အစစ်တမ်းမခွဲဘူးအစစ်တမ်းမခွဲဘူးဒါကြောင့်မို့ငါတို့ဒီအပြစ်ရှိစေမယ်ခရစ်တော်ဒီငါတို့အပြစ်တော့ကြောင့်လောက်ဝါကနိုင်ဘာလို့လဲအသေးခံတယ်ဖခင်ဘယ်လောက်ချစ်လဲဆိုတာပြတယ်ဒါမှမဟုတ်ဒံယေလကသေရမှာတိတိကြီးနဲ့ဖခင်နဲ့ဟာစုမတောင်းမဲတော့ဘာမလုပ်နိုင်ဘူးမနေနိုင်ဘူးဖခင်နဲ့စကားမပြောပဲမနေနိုင်ဘူးဒီနေ့သင်မနက်မိုးလင်းလာလို့ဆုတောင်းလဲရပါတယ်ဆုမတောင်းလဲရတယ်ဆုတောင်းလဲဖခင်သင်ကိုချစ်တယ်ဆုမတောင်းလဲဖခင်သင်ကိုချစ်တယ်အဲ့လိုပြောလို့ဆုမတောင်းနဲ့လို့ပြောချင်တာမဟုတ်နော်ကျမ်းစာဖတ်တဲ့သူလည်းဖခင်ချစ်တယ်ကျမ်းစာမဖတ်တဲ့သူလည်းအကုန်ပြောမှာဗျာသူ့ကိုယုံတဲ့သူလည်းဖခင်ချစ်တယ်မယုံတဲ့သူလည်းဖခင်ဘာလို့လဲချစ်တယ်ဒါပေမဲ့ဖခင်သခင်ကအလုပ်လုပ်တဲ့ခါမှာကြီးသောအမှုကိုပြုတဲ့ခါမှာသူ့ကိုပြန်ချစ်တဲ့သူနဲ့အဆက်ရှိတဲ့သူနဲ့ပဲဘုရားသခင်ကြီးတော်မှုကိုပြုတာဖြစ်တယ်။ကျမ်းစာမှာဖတ်တဲ့သူနဲ့တော့ဘုရားသခင်ဘယ်လိုလုပ်ကြီးတော်မှုပြုမလဲ။ဆုမတောင်းတဲ့သူနဲ့တော့ဘုရားသခင်ဘယ်လိုလုပ်ကြီးတော်မှုပြုမလဲ။လူတိုင်းကတော့ဘုရားချစ်ပါတယ်။ဒါပေမဲ့ဘုရားသခင်ရဲ့ကြီးတော်မှုပြုတဲ့ခါမှာလေအဲ့ဒီဒံယေလနဲ့ယောဟန်အားဖြင့်ဘုရားကြီးတော်မှုပြုတယ်။နောက်လာမဲ့ဗျာဒိတ်ဒံယေလအနာဂတ်ကျမ်းမှာဗျာဒိတ်ကျမ်းနဲ့တွဲသင်ရအဲ့ဒါကိုဖွင့်ပြတာဒံယေလရဲ့ယောဟန်ရဲ့ကိုကိုဘုရားဖွင့်ပြနောက်လာမဲ့ဖြစ်မဲ့အရာတွေကိုအဲ့ဒီအလွန်ချစ်အပ်တော်သူဆိုတဲ့ဒံယေလကိုဘုရားဘာလို့လဲဖွင့်ပြတာဒံယေလကိုဘုရားဖွင့်ပြဒါကြောင့်မို့ဒီတပည့်တော်ယောဟန်ကိုလည်းဘုရားသခင်က
နောက်လာမယ့်အရာတွေဗျာဒိတ်ချမ်းကိုရေးခိုင်းတာနော်ပေတုလည်းမရေးခိုင်းပေါလုလည်းမရေးခိုင်းအဲ့ဒီယောဟန်ကိုဘုရားကဖွင့်ပြဘုရားကသူချစ်တဲ့သူသူဘာလုပ်လဲစကားပြောတာဗောချစ်တဲ့သူစကားပြောတာပတ်မှုကျွန်းမှာတကြုံကြတဲ့ချိန်မှာဒိုင်းsorry ဒီတပည့်တော်ယောဟန်ကိုဘုရားဖွင့်ပြဟာသူတို့နှစ်ယောက်ကိုဘုရားဖွင့်ပြသွားတူနေတယ်ဒိုင်လာနဲ့အဲ့ဒီဗျာဒိတ်နဲ့ဖတ်ကြည့်တဲ့အခါမှာလေသွားတစ်ထက်ထဲကြာနေအော်စရာနှစ်ပေါင်းများစွာကွာတာဒီနှစ်ယောက်ကဘုရားချစ်တဲ့သူဒါကြောင့်မို့တပည့်တော်ယောဟန်ကသူ့ကိုယ်သူခေါ်ရင်နန်စားသုံးရင်ဘယ်လိုသုံးလဲသခင်ဘုရားချစ်တော်မူသောတပည့်တော်တဲ့သူကသုံးတယ်ဘုရားငါ့ကိုအရန်ချစ်တာဟာအဲ့ဒီမေတ္တာကြီးခံစားဆရာကြီးဦးတမောင်ထွန်းရဲ့ဒီကိုးကွယ်ခြင်းအောက်မွေ့ပေါ်ရအစည်းအဝေးမှာလဲနော်ဆရာကြီးဦးညွန့်လာကပြောလို့ဆိုအကူကြီးအားတဲ့ကျွန်တော်အချစ်ဆုံးတဲ့နော်ကျွန်တော်တယောက်တက်ပြောတယ်အဲ့ဒါမပြောတဲ့ဟာဆရာကြီးကကျွန်တော်အချစ်ဆုံးဟိုတယောက်လည်းအဖိုးကကျွန်မအချစ်ဆုံးဟာအော်လူတိုင်းရဲ့စိတ်ထဲမှာအဲ့လိုခံစားသွားအောင်မလုပ်လဲအသက်ရှင်သွားတယ်ဟာဒီလိုမျိုးပုံကိုကဲတော့ကျွန်တော်တို့ကအသက်ရှင်ရမှာပါလားအရင်တန်မိုးရှိတယ်ဒါကြောင့်ကျွန်တော်ရဲ့ဘဝတရာထဲမှာနော်ဖခင်ရဲ့မြတ်တာကကျွန်တော်အထက်ကနေဘာလုပ်နေဖို့လို့လဲစီးထွက်နေဖို့ဖြစ်တယ်ဒီနေ့သင်ရတရာထဲမှာအဲ့ဒီဖခင်မြတ်တာနဲ့အသက်ရှင်ဖို့အတွက်လေလောကကိုချစ်နေသူရဲ့ခမည်းတော်စီမှာမြတ်တာမရှိပါဘူးဒါကြောင့်မို့ဣသရေလလူမျိုးတွေကိုဘုရားအဲဂုတ္တုမှာဘာလို့ဒုက္ခဆင်းရဲခြင်းပေးတွေ့တာလဲခါနာန်ပြည်ကိုပြင်ဆင်ထားလို့ခါနာန်ပြည်ထဲမှာလည်းဘာလို့ဒုက္ခရောက်တာလဲတာ၍ကောင်းတဲ့ထာဝရကောင်းငင်နိုင်ငံကိုဘုရားဘာလို့ထားလဲပြင်ဆင်ထားတာဘုရားထာဝရကာလကိုပြင်ဆင်ထားတာဒါကြောင့်လောကကိုမချစ်စေခြင်းဘူးဘုရားကသူ့ကိုပဲဘာလို့စေခြင်းတာလဲချစ်စေခြင်းတာလောကမှာသင်လိုတဲ့အရာတွေဘုရားကဘာလို့မှလဲပေးမှာပါဒါပေမဲ့လောကကိုချစ်ပြီးတော့အသက်ရှင်ဖို့တော့ဘုရားအဲ့လိုတော့မရှိဘူးကျွန်တော်တို့ကျမ်းစာတစ်ပိုက်သွားရအောင်ဒီကျမ်းစာတစ်ပိုက်အားဖြင့်ပဲကျွန်တော်ဒီနေ့ဏီကုံချုပ်ဖို့ဖြစ်တယ်ရှင်ယောဟန်ဩဝါဒစာပထမဆုံးတိယောပေါ့ရှင်ယောဟန်ဩဝါဒစာပထမဆုံးခန်းကြီး2ရှင်ယောဟန်ဩဝါဒစာပထမဆုံးခန်းကြီး2အပိုက်ငယ်15ကနေ18ထိဒီကျမ်းပိုက်လေးအပြင်ဒီနေ့သမာကျမ်းစာသင်တန်းမှာခွန်အားယူဖြစ်တယ်တိယောရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီး2အပိုက်ငယ်15မှ18ထိဖြစ်ပါတယ်15တစ်ပိုက်ကိုယင်ဖတ်အောင်နော်လောကကို၎င်းလောက၌ရှိသောအရာတို့ကို၎င်းမချစ်ကြနဲ့ကြည်စမ်းနော်လောကကို၎င်းဒီလောကကြီးကို၎င်းနဲ့လောက၌ရှိသောအရာတို့ကို၎င်းဘာမလုပ်နဲ့ကျမ်းစာပြောတာနော်ကျွန်တော်ပြောတာမဟုတ်ဖခင်သခင်ကိုယ်တိုင်ပြောတာဖခင်သခင်ကဘာပြောလဲဒီလောကရတွေကိုမချစ်စေခြင်းကိုသူ့ရဲ့နှုတ်ကပတ်ကဖွင့်ပြလောကကို၎င်းလောက၌ရှိသောအရာတို့ကို၎င်းမချစ်ကြနဲ့လောကကိုချစ်သောသူမည်သည်ကခမည်းတော်ကိုချစ်ခြင်းမြတ်တာသူရိုးလေးပဲတဲ့လောကကိုချစ်တာကတဲ့ဘသူ့ကိုမချစ်လို့ရှင်တော်ဖခင်ကိုချစ်တဲ့သူကဘာအောင်မချစ်တော့လဲလောကကိုမချစ်တော့ဘာလို့ဒီဖခင်ကြီးဒီကဘာမိုးမြေစัจ java ကိုဖန်ဆင်းတဲ့ဖခင်ကိုချစ်ပြီးတော့အသက်ရှင်တဲ့သူကလေလောကအရာကိုစိတ်ပြထမ်းခြင်းမရှိတော့တမန်တော်ရှင်ပေါလုကသူ့ရဲ့ဘဝတရာထဲမှာလေလောကမှာအသက်ရှင်တာအတိတ်ပဲကိုရှိနေတာနေ့ရက်စင်တိုင်းကသူအတိတ်ပဲရှိနေတာဘာလို့ဖခင်သခင်သူ့ကိုချစ်တယ်ဆိုတော့သူသိသွားတာအဲ့ဒီဖခင်မြတ်တာကိုခံစားရပြီးတော့အဲ့ဒီဖခင်မြတ်တာနဲ့ပဲသူအသက်ရှင်သွားတယ်ဖခင်ကိုချစ်ပြီးတော့ပဲသူဘာလုပ်သွားလဲအမှုတော်ဆောင်သွားတယ်ဒါကြောင့်မို့နော်ဝတ္တရားရလောက်ရတာနဲ့ချစ်ပြီးတော့လောက်ရတာကွာတယ်နော်မတူးနော်သင်ဝတ္တရားရဖခင်အောင်လာတတ်ကြည့်ကျမ်းစာမဖတ်ချင်မှနဲ့အတင်းဖြစ်ကြီးဖတ်ကြည့်အဆင်မပြေဘူးနော်ဒါပေမဲ့ချစ်တဲ့စိတ်နဲ့လုပ်ကြည့်အရင်အဆင်ပြေတော့ဖခင်ကိုချစ်လာရင်လေအလိုလိုဖြစ်လာတာချစ်တဲ့စိတ်ကအလိုလိုဖြစ်လာတာဖခင်ကိုချစ်လိုက်ဘာမှစူးစမ်းပန်းစားလုပ်စရာမလိုဒါကြောင့်မို့ပျောက်သောသားဥပမာမှာလေတာကြီးရအဖေအိမ်မှာနေတယ်အဖေအမွေတွေမဖြုံးတိပါဘူးအဖေအလုပ်ကိုကူလုပ်ပေးတယ်တိုးလဲထိန်းပေးတယ်နွားလဲထိန်းပေးတယ်လဲလဲစိုက်တယ်အကုန်လုပ်တယ်ဒါပေမဲ့သူ့ရဲ့ဘဝတရားမှာကောင်းကြီးမရှိဘူးဗျဝင်ပြီးစိတ်ကမตายရအောင်သူမျက်နှာကြည့်လိုက်ရင်အမျက်နှာမှုန်ကောတချို့ရှိရနော်ငကိုတွေကမှကောဝิญဉ်ကြီးအောင်တိဆောက်လာတာသူနဲ့တွေ့လဲတွေ့ရောဒိန်းဆိုပြုတ်ကြသွားသူမျက်နှာကြည့်လိုက်တော့အစင်မပြေဘူးမျက်နှာညီးတွားစိတ်ပြက်ဝမ်းနေဘလို့
တချို့ကအဲ့ဒါခွန်အားမှာကြာသွားသူနဲ့တွေ့လိုက်တဲ့ခါမှာဟာတချို့ကျသူ့မျက်နှာတွေ့ကြတယ်ဘာဖြစ်လဲဟာအလိုလိုဘာလို့လဲဟာလန်းဆန်းလာတာနော်အလိုလိုခွန်အားတွေဘာလို့လဲပြည့်လာတာဟာဒီနေ့သင်ကစွမ်းအင်ဆုပ်ယူတော်သူမဖြစ်ပါစေနဲ့နော်သူများစီကစွမ်းအင်ဆုပ်ယူပြုတ်ချအဲ့လိုမဖြစ်ပါစေနဲ့ကိုယ်တိုင်သူများကိုဘာလို့လဲခွန်အားဖြစ်စေတော့သူဖြစ်ပါစေဘလို့လူကခွန်အားဖြစ်စေတာဖခင်ရဲ့မေတ္တာချစ်ခြင်းကိုခံစားတဲ့သူကပဲသူများကိုပြန်ချစ်နိုင်တယ်ဖခင်မေတ္တာကိုမခံစားတဲ့သူကလေသူများကိုချစ်ကိုမချစ်နိုင်ဒါကြောင့်မို့ကျွန်တော်ဘုရားအသက်တာထဲမှာဖခင်သခင်ရဲ့ချစ်ခြင်းမေတ္တာကိုခံစားရဖို့အင်မတန်အရေးကြီးတယ်ဒီသားကြီးကလေအဖေသူ့ကိုချစ်တာ तू မသိဘူးအဖေရားတဲ့ကျွန်တော်စိတ်ကလေးတစ်ကောင်တော့ဘာမလုပ်လဲတမကြွေးဘူးတဲ့ဟာစိတ်ကလေးလက်ကတော့ကွာမင်းစကားနဲ့ထည့်ပြောမင်းနွားတောင်းမလားမင်းဘာတောင်းမလဲငါပိုင်တဲ့ຢာတွေအားလုံးမင်းပိုင်တာပဲမင်းမသိဘူးလားမသိဘူးဒီသားကြီးကအဖေကတစ်ခုလုံးမှတစ်ခုရမှထင်ပြီးတော့အဖေအိမ်မှာ तू ဘာလုပ်လဲကြုံခဲ့တော့အသက်ရှင်တာဒီနေ့ဘုရားသခင်ကလေကြုံခဲ့တော့အသက်ရှင်တာမျိုးအလိုမရှိဘူးသားကဲ့သို့ချစ်တော်စိတ်နဲ့လှုပ်တာကိုပဲလို့ရှိတာတင်ရချစ်တဲ့စိတ်နဲ့ကျမ်းစာဖတ်တတ်ပါစေချစ်တဲ့စိတ်နဲ့အလူငွေထဲပါချစ်တဲ့စိတ်နဲ့ဘုရားကြောင့်သွားပါချစ်တဲ့စိတ်နဲ့ပဲသင်လှုပ်ဆောင်စရာရှိသမျှကိုလှုပ်ပါဘုရားကိုချစ်တဲ့စိတ်နဲ့လူကိုချစ်တဲ့စိတ်နဲ့အသက်ရှင်ပါအဲ့ဒီချစ်ချင်းမေတ္တာကလေပြီးတော့အကျင့်တရားပြည့်စုံရပဲတဲ့မေတ္တာရှိရင်အဲ့ဒီမေတ္တာသင်မေတ္တာမဟုတ်ဘူးသင်မေတ္တာနဲ့သင်ချစ်လို့မရအောင်ဘသူရဲ့မေတ္တာနဲ့မှဖခင်ရဲ့မေတ္တာနဲ့ဖခင်မေတ္တာနဲ့ချစ်နိုင်မှုအတွက်ဖခင်သင်ကိုချစ်တယ်ဆိုတဲ့အရာကိုအရင်ဆုံးမလုပ်ဖို့လို့လားခံယူသိမှတ်ဖို့လို့လားဖခင်သင်ကိုချစ်တယ်ဆိုတာယုံကြည်သိမှတ်ဖို့လို့လားအဲ့ဒီချစ်ချင်းမေတ္တာနဲ့သင်ကပြန်ပြီးတော့အသက်ရှင်ရမှာဖြစ်တယ်ဒါကြောင့်မို့လောကကိုချစ်နေသည်၍ခမည်းတော်ကိုချစ်ချင်းမေတ္တာမရှိပါဘူးတဲ့ကျမ်းစာပြောတယ်ဒါကြောင့်မို့လောကရဲ့ငွေကြေးရုပ်ဝတ္ထုပစ္စည်းတွေနော်လောကရဲ့အောင်မြင်ကြော်ကြားမှုတွေဒီဟာတွေအားလုံးကိုမချစ်ပါနဲ့ကျမ်းစာပြောတယ်မချစ်ပါနဲ့အဲ့လိုပြောလို့လောကမှာသင်လိုတဲ့ຢာတွေဘုရားမပေးဘူးလို့ကျွန်တော်မဆိုလို့ပါဘူးဘုရားသင်လိုတဲ့ຢာတွေအားလုံးပါလို့ပြီးသားပြင်ဆင်ပြီးသားခါနန်ပြည်ကိုပါလို့ပြီးသားပြင်ဆင်ပြီးသားဒါပေမဲ့ခါနန်ပြည်ကြီးကိုဆွဲလန်းပြီးအသက်ရှင်ဖို့ဘုရားလို့တော့မရှိဘူးအဲ့ခါနန်ပြည်ကိုပေးတဲ့ဘုရားကိုပဲဘာလို့ရမှာလဲဆွဲလန်းမှာကောင်းကြီးကိုဆွဲလန်းပြီးအသက်ရှင်ရမှာမဟုတ်ကောင်းကြီးပေးတဲ့ဘုရားကိုဘာလို့ရမှာလဲဆွဲလန်းပြီးတော့အသက်ရှင်ရမှာဒါကြောင့်မို့လောက၌အပိုင်ငယ်16မှာလောက၌ရှိသမျှသောအရာဒီဟုသောကိုကာယတတ်မှတ်ခြင်းအသွေးသားပေါ့အသွေးသားရဲ့တတ်မှတ်ခြင်းစားခြင်းနဲ့သွားခြင်းနဲ့လှုပ်ခြင်းနဲ့ကိုင်းခြင်းနဲ့ကြည်ခြင်းနဲ့ပြောခြင်းနဲ့အသွေးသားရဲ့ဘာလို့ခြင်းလဲတတ်မှတ်ခြင်းဟိုအင်ဂျီလေးလှလိုက်တာဟိုပစ္စည်းလေးလှလိုက်တာဟိုဟာလေးလိုချင်လိုက်တာနော်ကျွန်တော်ဟိုအိမ်လေးနေချင်လိုက်တာကိုကာယရဲ့ဘာလို့ခြင်းလဲတတ်မှတ်ခြင်းမျက်စိရဲ့မျက်စိတတ်မှတ်ခြင်းနော်အတော်မတတ်လူကမျက်စိရဲ့တတ်မှတ်ခြင်းနော်ပြီးတဲ့အခါမှာလောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည်ခမည်းတော်နှင့်မဆက်ဆိုင်လောကစည်းစိမ်မှာဝါကြွားခြင်းဟာတဲ့လောကစည်းစိမ်မှာသင်ဘယ်လိုနေရတယ်ဘယ်လိုစားရတယ်ဘယ်လိုအောင်မြင်တယ်အဲ့ဒါဘုရားနဲ့မဆက်ဆိုင်ပါဘူးဘာနဲ့ဆက်ဆိုင်လဲလောကနဲ့ပဲဆက်ဆိုင်တယ်လောကအရာတွေကိုပြောနေသမျှဘာနဲ့ပဲဆက်ဆိုင်လဲလောကနဲ့ပဲဆက်ဆိုင်တယ်ကျွန်တော်တို့ကလောကနဲ့မဆိုင်ဘူးနော်လောကနဲ့ဆိုင်လားလောကနဲ့မဆိုင်ဘူးဆိုတဲ့အတိတ်ပဲတချို့ကနားလည်မှုလွဲတယ်လောကထဲမှာဘာမှကောင်းတာလုပ်စရာမလိုတော့ဘူးဘာလို့တစ်ချိန်တိုင်းပျက်စီးမှာပဲငါတို့နေချင်းသုံးနေမယ်တော့မဟုတ်လောကနဲ့မဆိုင်ဘူးဆိုတာကလောကရဲ့ကောင်းတဲ့အရာတွေကိုမလုပ်ရတော့ဘူးလို့ပြောချင်တာမဟုတ်ရှမာရိကဲတို့ကျွန်တော်သူများကိုကူညီရမယ်ပေးကမ်းရမယ်ကောင်းတော့အသက်တာနဲ့အသက်ရှင်ရမယ်လောကနဲ့မဆိုင်ဘူးဆိုတဲ့အတိတ်ပဲကိုနားလည်မှုမလို့လောကရဲ့ကောင်းတာတွေဘာတစ်ခုမှမလုပ်တော့ဘူးလို့အဲ့ဒါပြောချင်တာမဟုတ်လောကနဲ့မဆိုင်ဘူးဆိုတဲ့အရာကလောကရဲ့စီးစိမ်ဥစ္စာတွေပေါ်မှာစိတ်ကမှီပြီးတော့အသက်ရှင်ရမှာမဟုတ်ဘူးဘယ်သူ့ကိုအမှီပြုပြီးအသက်ရှင်ရမှာလဲဖယားကိုအမိပြုပြီးတော့ဘာလုပ်ရမှာလဲအသက်ရှင်ရမှာလောကနဲ့မဆိုင်ဘူးဆိုတာလောကရဲ့ဒီမြင့်ခြင်းနှိမ့်ခြင်းတွေပေါ်မှာအမိပြုပြီးတော့အသက်ရှင်ရမှာမဟုတ်ဒီနေ့ခရစ်ယာန်တော်များများကယေရှုကိုယုံရင်အောင်မြင်ရမယ်ကြီးပွားရမယ်ချမ်းသာရမယ်တိုးတက်ရမယ်အဲ့လိုပြောတဲ့သူတွေရှိတယ်တချို့ကလည်းယေရှုကိုယုံရင်ဘာလုပ်ရမလဲဆင်းရဲရမယ်ဒုက္ခရောက်ရမယ်အဲ့ဒါမှမှန်တာ no အဲ့နှစ်ခုစလုံးမမှန်ပါဘူးသခင်ယေရှုကိုယုံရင်ဆင်းရဲရမယ်ချမ်းသာရမယ်အဲ့နှစ်ခုနဲ့တွားလို့မရဘူးသခင်ယေရှုကိုယုံကြည်တော်သူကဘယ်သူနဲ့ပဲအသက်ရှင်ရလဲဖခင်နဲ့အဲ့ဒီလောကအရာတွေကိုစိတ်ပြတန်းခြင်းမရှိတော့အဲ့ဒီလောကကြီးကိုအောင်မြင်သွားတာကျွန်တော်တို့ကမြင့်ခြင်းနှိမ့်ခြင်းအခြေအနေတွေကိုဘာလို့သွားတာလဲအောင်မြင်သွားတာတမန်တော်ရှင်ပေါလုကဲ့သို့ပေါ့တချို့ကထင်တာပေါလုနဲ့သီလတို့ထောင်ထဲမှာချီးမွမ်းလို့ဘာလို့သွားတာလဲလွတ်မြောက်သွားတာမဟုတ်မချီးမွမ်းခင်တည်းကလွတ်မြောက်နေတာချီးမွမ်းလို့လွတ်မြောက်တာလွတ်မြောက်လို့ဘာလို့တာချီးမွမ်းလို့လွတ်မြောက်တော့မဟုတ်တော့အထဲထဲမှာလွတ်မြောက်နေလို့မနေနိုင်လို့ဘာလို့တာလဲဘလောက်ပဲတန်ကြိုးကြီးတွေခတ်ထားပါစေဗျာဘလောက်ပဲထောင်တကားတွေပိတ်ထားပါစေဒီထဲထဲမှာဘာမလုပ်နိုင်ဘူးလဲမနေနိုင်လို့ချီးမွမ်းတာ
လွတ်မြောက်ဖို့အတွက်ချီးမွမ်းတာမဟုတ်နော်လွတ်မြောက်နေလို့ဘာလို့လဲချီးမွမ်းတာဒီနေ့သင်ဖခင်ကိုချီးမွမ်းတာတခုခုရကြလို့ချီးမွမ်းရင်အဲ့ဒါဖခင်ကိုမြောက်ပြောနေတယ်ဖြစ်တာပေါ့ဟာကိုတော့ကောင်းမြတ်တယ်နော်နော်ကျွန်တော်လူတယောက်မြောက်ပြောရင်သိတာတာဗောသင်ကိုလူတယောက်ကနော်ဥမာဆိုပါစို့ဗျာဒီနာမကြားတဲ့လူတယောက်ကဟာခင်ဗျာတချင်းဆိုတာအရန်ကောင်းတာပဲလို့ပြောရင်ဘယ်လိုနေမလဲနော်ဟာဒါကြီးဟာသိတာနေတာပဲလေနော်ဟာဒါကြီးဟာဘာလဲဟာအရန်ချီးမြှောက်တာပဲနော်အဲ့တော့ဖယားသခင်ကိုလည်းသင်ကအဲ့လိုမျိုးသွားပြီးတော့စိတ်နှလုံးမပါဘဲနဲ့သွားပြောလိုက်ရင်ဟာဖယားသခင်လက်ခံပါမလားဖယားလက်ခံမလဲအဲ့ဒါမြောက်ပြောတာကြီးသိတာတာပေါ့ဒါဖယားသခင်ကိုနှလုံးသားထဲကနေချီးမွမ်းတတ်ဖို့အရေးကြီးတယ်ဖယားသခင်ကိုသင်ဘာလို့ချီးမွမ်းရတာလဲအောင်မြင်ခြင်းလို့လားကြော်ကြားခြင်းလို့လားလွတ်မြောက်ခြင်းလို့လားကျမ်းမာခြင်းလို့လားလောကစည်းစိမ်တွေလိုခြင်းလို့ဖယားကိုချီးမွမ်းတာလားမဟုတ်ပါဘူးဖယားသခင်ကထိုက်တန်တော်ဖယားဖြစ်တော့ဘာလို့တာလဲချီးမွမ်းခြင်းနဲ့ထိုက်တန်တာဒီဖယားမရှိရဲ့ဒါကြောင့်မို့ဘာလို့တာလဲဖယားကိုအဲ့ဒါဖြစ်ရမှာတခုခုလိုခြင်းလို့ချီးမွမ်းနေမှားပြီတကယ်လို့ကျွန်တော်ကတခုခုရဖို့အတွက်ချီးမွမ်းတာမဟုတ်နော်တခုခုရပြီးသားဖြစ်လို့ဘာလို့တာလဲချီးမွမ်းတာတကယ်လို့သင်ကရပြီးသားလွတ်မြောက်ဖို့အတွက်ချီးမွမ်းတာမဟုတ်လွတ်မြောက်နေလို့ဘာလို့တာလဲလွတ်မြောက်နေလို့ချီးမွမ်းရင်းနဲ့အတွင်းမှာလွတ်မြောက်တဲ့တတ်တရားအပြင်မှာကူးဆက်သွားတာအပြင်တန်ကြိုးတွေပါလွတ်မြောက်သွားတာထောင်တကားတွေပါပွင့်သွားတာဒါကြောင့်မို့သင်ကလွတ်မြောက်ပြီးသားဘယ်သူအဖြစ်ယေရှုအဖြစ်သင်ကကောင်းကြီးရဖို့ချီးမွမ်းနေတာမဟုတ်နော်ကောင်းကြီးခံရတော်သူဖြစ်လို့ဘာလို့ရမှာလဲချီးမွမ်းမှာဗျောင်းမြန်နေဖြစ်နေတာဒီနေ့ခရစ်ယာန်တွေကဟာလွတ်မြောက်ဖို့ကောင်းကြီးရဖို့ချီးမွမ်းမဟုတ်ဘူးသင်ကလွတ်မြောက်ပြီးသားဒါကြောင့်မို့လေကျွန်တော်တို့ဘာဖြစ်လို့ဖြစ်မအောင်ကျွန်တော်မသိဘူးကျွန်တော်တို့ကကောင်းကြီးရပြီးလို့ရပြီးမှကျွန်တော်ကမသိဘူးဘယ်သူသိလဲသလားစာတန်ကကောင်းကောင်းသိတယ်ဒါကြောင့်မို့သခိုးသည်တဲ့ခိုးခြင်းတက်ခြင်းဖျက်ဆီးခြင်းကသာလာတတ်၏စဉ်းစားကြည့်လေစာတန်ကိုဘာနဲ့နိုင်တာလဲသခိုးနဲ့နိုင်တာလေသခိုးဆိုတာကတအိမ်ကတဲအိမ်လေတအိမ်ကတကယ်ကိုကြီးမားတဲ့ပစ္စည်းတွေနဲ့တကယ်ကွာခိုးခြင်းစရာပေါ့အထက်ထဲမှာရွှေတွေငွေတွေနဲ့သခိုးကဘယ်အိမ်ခိုးမလဲဘာမှမရှိတဲ့အိမ်ခိုးမလားရှိတဲ့အိမ်ခိုးမလားဒါမှမဟုတ်သခိုးသည်ခိုးခြင်းတက်ခြင်းဖျက်ဆီးခြင်းကသာလာတတ်၏ဆိုတာကသခိုးကယုံကြည်သူတို့သင်တို့ရဲ့အသက်တာတွေကနေဝမ်းမြောက်ခြင်းတွေငြိမ်သက်ခြင်းတွေဖခင်ရဲ့ကောင်းကြီးတွေဘာလို့သွားမလဲစာတန်ကခိုးသွားမယ်ပြီးရင်တတ်မယ်ဖျက်ဆီးမယ်ဒါစာတန်ရဲ့အလုပ်ခိုးမယ်လို့ပြောတာကမရှိလို့လားရှိလို့လားဖခင်အသင်ကောင်းကြီးပေးပြီးသားရှိနေတာအဲ့ဒီရှိတာကိုစာတန်ကဘာလုပ်လိုက်တာခိုးယူလိုက်တာရှိလို့ရှိမှန်းမသိတော့ဒါကြောင့်မို့လေကျွန်တော်တို့မှာဘာရှိလို့ရှိမှန်းကျွန်တော်တို့မသိဘူးကျွန်တော်ကဘာဖြစ်လို့ဖြစ်မှန်းကျွန်တော်မသိကျွန်တော်တို့ဖြစ်ခြင်းကိုကျွန်တော်မသိဘူးဖခင်သားသမီးဆိုအားလုံးမလုပ်ပြီးသားပိုင်ပြီးသားဒါပေမဲ့သားကြီးလို့ဖြစ်နေတာအဖေပိုင်တာကိုပိုင်လို့ပိုင်မှန်းမသိတော့ဘာလို့ကြုံစိတ်နဲ့ဟာလုံနေရဝင်လေးနေဒါမှဝင်မလေးနဲ့တဲ့ငါစီလာခဲ့တဲ့ငါဘာလုပ်မလဲချမ်းသာပေးမယ်ငါတဘိုးတင်ပါတဲ့ငါထန်တိုင်းနီးကငါနီးလန်လွယ်လေးတဲ့လှုပ်ခိုင်းတော့နီးလန်မဟုတ်ဘူးလှုပ်ပေးတော့ဘာလို့လှုပ်ပေးလဲသိလားတဲ့ချစ်လို့ဟာရှင်းအောင်ဗျဘုရားသခင်ပြောရရချစ်လို့လှုပ်ပေးတာဒါမှမဟုတ်သားကြီးကဲ့သို့မဖြစ်စေနဲ့ဟာဝင်လေးနဲ့တားကဲ့သို့ချစ်တဲ့စိတ်နဲ့အဖေအိမ်မှာနေတာမဟုတ်ဟာတခုခုရလို့မူးနဲ့ဟာအဖေကတခုပေးမှာတခုပြန်ရတာဒါမှမဟုတ်သင်ကအလူငွေထည့်တာလေဖခင်စီကပြန်ရဖို့ဆိုရယ်စိတ်နဲ့မထည့်ရအောင်ချစ်တဲ့စိတ်နဲ့ထည့်ရကျမ်းသာဖတ်တာလေကောင်းကြီးရခြင်းလို့မဟုတ်ကောင်းကြီးပေးထားတဲ့ဖခင်ဖြစ်လို့ချစ်တဲ့စိတ်နဲ့ဖခင်နဲ့မိတ္တာဖွဲ့တာဖြစ်ရမယ်ဆူတောင်းတာဒီလိုဖြစ်ရမယ်ဒါမှမဟုတ်ကျွန်တော်ဘုရားအသက်တာထဲမှာဖခင်အားလုံးပေးပြီးသားနော်သင်မသိဘူးစာတန်သိတယ်ဒါမှမဟုတ်စာတန်ကဘာလုပ်မလဲခိုးဖို့ချောင်းနေတာတမန်တရားကိုဘာလို့စေခြင်းလို့လဲမသိစေခြင်းတမန်တရားကိုမသိလေကျွန်တော်ဆုံးရှုံးလေပဲကျွန်တော်အသက်တာထဲမှာလေမလှုပ်လို့ဆုံးရှုံးတာမဟုတ်မသိလို့ဆုံးရှုံးတာမယုံလို့ဆုံးရှုံးတာတမန်တရားကိုမသိလို့မယုံလို့ကျွန်တော်ဘာလုပ်ရလဲဆုံးရှုံးတာခရိယန်အသက်တာဆိုတာလှုပ်ရမှာမဟုတ်ဘူးလှုပ်ပေးထားတဲ့ຢာကိုဘာလုပ်ရမှာလဲယုံရမှာယေရှုကသင်တို့အားလုံးဘာလုပ်ပြီးသားလှုပ်ပေးပြီးသားအဲ့ဒီလှုပ်ပေးတဲ့ຢာကိုယုံလေသင်တာကောင်းကြီးဖြစ်တယ်လေပဲအဲ့လိုပြောလို့လှုပ်ရမယ့်ຢာတွေမရှိလို့မဆိုလို့နော်ဘာလို့စကားကိုပြန်ပိတ်ရတယ်နော် online မှာလည်းဟိုထောက်တဲ့အဖွဲ့တွေကများတော့နော်ပြန်ပိတ်ရတယ်နော်ခရိယန်သက်တာထဲမှာအော်ဘာမှလှုပ်เสียမလို့တော့လို့မဆိုလို့ပါဘူးလှုပ်ရမယ့်ຢာရှိလားမရှိလားအဲ့ဒီလှုပ်ရမယ့်ຢာတွေကိုခွန်အားနဲ့လှုပ်ရတာမဟုတ်ဘသူခွန်အားနဲ့လှုပ်ရတာအဲ့တော့သဘောမပေါက်သေးလေဟာကျွန်တော်ပင်ပန်းနေတာဝင်လေးနေတာနော်ကျွန်တော်တချို့နေရာတွေမှာလည်းပြောဦးပါတယ်ကျွန်တော်ဒီပြင်ဦးလင်သွားပြီးပြန်လာတာနော်ပြန်လာတော့ကိုရဲဝင်းထူကအားတဲ့သွားစရာတခုရှိတော့ကျွန်တော်ကားနဲ့အမြန်မောင်းဖို့ကျွန်တော်လည်းကားမောင်းတော့ဝါသနာပါတယ်အဲ့တော့ကျွန်တော်ညီငယ်တော်တီရှိတယ်နော်7 နေတဲ့မောင်းတဲ့ဒီအမြန်လမ်းမောင်းလို့ရတယ်တဲ့ညတိမောင်းလို့ရတယ်တဲ့
မုံမင်းချင်းသေးလို့လားဘယ်နိုင်ထိမောင်းလို့တော့ကြတယ်ငါတို့လည်းဟိုအပြစ်ခံနေအောင်မယ်ဟာရတယ်ဆရာ10နိုင်ထိမောင်းလို့ရ10နိုင်ထိမောင်းနောက်ဂိတ်တစ်ခုရောက်တော့ဟာလေဆရာတဲ့ဆက်မောင်းနေရတယ်တဲ့ဟာ तू လည်းမြောက်ပေးတာကျွန်တော်ဆက်မောင်းတာ12နိုင်ထိပဲမောင်းလို့ရတယ်အဲ့လမ်းတော်သေးတယ်115မှရောက်သွားအောင်နော်အဲ့ဒါ12နိုင်လောက်မှရောက်သွား115ဆက်မောင်းလို့မရတော့အဲ့ဂိတ်တွေပိတ်သွားပြီ115မိနစ်မှကျွန်တော်ခဏနားပြီးတော့ကားအောင်မှာပဲအိပ်ပြီးတော့မနက်3နိုင်ခွဲလောက်ကျွန်တော်ပြန်မောင်းတာဂိတ်ပြန်ဖွင့်တော့ပြန်မောင်းဟာလူကကြာလာတော့တညာလုံးမောင်းတော့အိတ်ငိုက်လာတာဗျအိတ်ငိုက်လာတော့ဟာမဖြစ်တော့ဘူးလို့39မိုင်မှာခဏဝင်နာတာ39မိုင်လက်ဖေးဆိုင်လက်ဖေးလေးဝင်တော့မယ်ပေါ့ဟောလက်ဖေးဝင်တော့မယ်ဆိုတော့ကျွန်တော်လည်းပါတယ်ဆရာဆိုင်းလည်းပါတယ်နော်ဆရာဝဲမင်းလည်းပါတယ်ကျွန်တော်ဆရာဝဲမင်းကသူအပေါ့သွားသူကလက်ဖေးဆိုင်ကဖွင့်ကစားဆိုတော့အိမ်သားတွေတန်ရှင်းလုပ်နေတာဟောတန်ရှင်းလုပ်နေတော့ယောက်ျားလေးအိမ်သားထဲမှာအမျိုးသမီးတယောက်တန်ရှင်းလုပ်နေတော့ဆရာဝဲမင်းကပြောတယ်ဆရာမြတ်နေတဲ့ကြည်သွားတော့တဲ့ယောက်ျားလေးအိမ်သားထဲမှာအမျိုးသမီးတယောက်တန်ရှင်းလုပ်နေတာအမျိုးသမီးတန်ရှင်းလုပ်ရင်အမျိုးသားစီးကွက်ထဲမှာသွားရင်ဒါမသိတော့ဘူးပေါ့မသိတော့ဆိုကျွန်တော်ဟိုးအိမ်သားထဲမှာသွားကျွန်တော်ပြန်ထွက်လာပြီးတော့ကျွန်တော်ပြန်လက်ဆေးတော့အိမ်သားမှာအတန်တစ်ခုကြာအိမ်သားထုဒုံဟာဘာလို့တာလဲအိမ်သားဘာလို့ဒီလောက်ထုတာလဲပေါ့စဉ်းစားဘာလို့ဒီလောက်ထိအိမ်သားထုတာလဲဒီလူပေါ့နော်နောက်တော့အတန်ထွက်လာဟာလေလောက်ကြပါအောင်တဲ့ကျွန်တော်အထဲထဲမှာပိတ်မိနေပြီတဲ့ဟာပိတ်မိနေပြီဆိုပါလားပေါ့နော်သမီးရဲ့ဦးလေးကိုလောက်ပါအောင်တဲ့ဟာသမီးပြောဒါကြောက်လေးအိမ်သားဘယ်သမီးမှမရှိတာပေါ့နော်ကျွန်တော်ဘယ်ဟုတ်မလဲ तू ကဝင်လာတော့အဲ့ဒီတန်ရှင်းလို့တဲ့အမျိုးသမီးကိုတွေ့တာဟုတ် तू ထင်တာကအဲ့တန်ရှင်းလို့တဲ့အမျိုးသမီးကသူ့ကိုဂျလက်ချသွားတယ်အပြင်ကနေဒါကြောင့်မို့ तू ကထဲထဲမှာဘာလုပ်နေလဲပိတ်မိနေဒါကြောင့်မို့ तू ကအော်လာသမီးရဲ့ဦးလေးကိုလောက်ပါအောင်တဲ့ဦးလေးထဲထဲမှာပိတ်မိနေပြီတဲ့ဦးလေးကိုအပြင်ကနေဂျလက်ချသွားတယ်တဲ့ဟာကျွန်တော်လည်းဘာပြောလို့ပြောမှမသိနော် तू လည်းအော်ပြီးတော့ तू ကဒုံတွန်းတာပေါ့နော်တကားကိုတွန်းတာဘလို့မှတကားမပွင့်မပွင့်တဲ့ခါကျတော့နောက်တစ်ခေါက်ထပ်အော်ပြန်သမီးလေဦးလေးလောက်ပါအောင်နဲ့ဦးလေးထဲထဲမှာပိတ်မိနေပြီတဲ့အဲ့ဒီအတန်လေးဟိုကြောက်တဲ့အတန်ကြီးပါလာဟောကြောက်တဲ့အတန်ကြီးဟာအဲ့မှာကျွန်တော်လက်ဆေးနေကျွန်တော်ရီးချင်တာဘေးနာတယောက်ကလည်းရီးချင်လာဘယ်ဟုတ်အဲ့ဒီအိမ်နာတကားတွေကသူအပြင်တွန်းရတာမဟုတ်အထက်ဆွဲရနော် तू ကမသိဘူးတွန်းဒုံဘယ်လောက်တွန်းလေဘယ်လိုလုပ်ပွင့်မလဲဒီတကားအပြင်မှာဂျလက်မရှိဘူးအပြင်ကဘယ်သူမှဂျလက်မချဘူးအထဲမှာပဲဂျလက်ရှိတာतू ကမသိဘူးအပြင်ကိုတွန်းရဆိုတွန်းတာဘလို့မှတခါမပွင့်ဘူးလေနီးမားတာနီးလမ်းမားတော့မပွင့်ဘူးဟာဦးလေးကိုလှုပ်ပါအောင်နဲ့ဦးလေးပိတ်မိနေပြီသူ့တန်လဲဟိုငယ်တန်ပါနေပြီအော်တဲ့တန်အဲ့တော့လက်ဆေးနဲ့ဘေးနာတယောက်ကဦးလေးတွန်းမနေတယ်တဲ့အဲ့ဒီအိမ်သားတကားတွေကအပြင်ကိုတွန်းရတာမဟုတ်အထဲကိုဆွဲရတာတဲ့အထဲကိုဆွဲကြည့်လိုက်အထဲကိုဆွဲကြည့်လိုက်အသာလေးပြင်ထွက်လာလွယ်လေးသူ့မတော်တဆတော့ရောင်လို့များအထဲလေးသာဆွဲမိမှဆိုရင်ငကိုကပွင့်ပြီतू ကသူ့စိတ်ထဲအတွေးထဲမှာအပြင်မဲ့တွန်းအောင်ဟုတ်တယ်လေတကားအများစုကအပြင်တွန်းရတာများတယ်လေတော့ तू ကအထဲဆွဲရဆိုတော့ तू မထင်သားမယူဟာအပြင်မဲ့တွန်းတာဘယ်သူမှသူ့ဂျလက်မချတာဟာ तू အပြင်ထွက်လာခေါင်းပါလေချွေးတွေပဲတဲ့ဟာအင်ကြီးခုံလို့ချွေးတွေဇောချွေးတွေပြန်လာကျွန်တော်သူ့လမ်းကြည့်လိုက်တာဟာ तू လည်းရှက်သွားတာနော်မျက်နှာလည်းနီရဲနေတာအဲ့ဒီဦးလေးကြီးမျက်နှာနီရဲကျွန်တော်လည်းရီချင်တာမနဲ့အောင်ထားတာနော်ဟာဘယ်သူမှလည်းသူ့လောမချပါနဲ့အတင်းအော်နေတယ်ပေါ့နော်တကားတွေလည်းအတင်းဒုံထုနေတယ်तू ကကျွန်တော်တို့လည်းရှက်သွားဘာပြောတယ်မလဲတကားတွေကဘလို့ဖြစ်သွားတာလဲအမေနော်တကားတွေကဘလို့မှမဖြစ်ဘူးငကိုတွေကဒီတိုင်းပဲသူ့မှသူမသိပဲဘာလို့လဲအတင်းတွန်းတယ်ဟာအဲ့ဒီအချင်းရအောင်တွေ့ရောလေဖျားသခင်ကျွန်တော်ဝိညာဉ်ထဲမှာစကားပြောတော့ဒိန်းဆိုမျက်နှာမင်းတွေ့လာဂျေစုတော်ကိုမသိသေးရလေအဲ့ဒီလိုချွေးပြန်တာပဲဟာကျွန်တော်ကောင်းကောင်းသဘောပေါက်သွားတာဟုတ်သားပဲခရိယန်အသက်တာထဲမှာလေတစ်ချိန်လုံးလောက်ရမယ်ပဲထင်တာကြိုးစားတာအတင်းတွန်းတာမဟုတ်တွန်းရမှာမဟုတ်တာဆွဲရမှာနီးမသိဘူးလေခရိယန်အသက်တာဆိုတာလောက်ရမှာမဟုတ်တာလှုပ်ပေးခြင်းကိုခံရတော့အသက်တာယေရှုကငါ့ထံမှာနီးခံမှာငါနီးလမ်းပါလေလှုပ်ပေးမယ်မဟုတ်ဘူးလှုပ်မယ်ဟာလှုပ်မယ်ဆိုတာကြီးပဲလှုပ်ပေးမယ်ဆိုတော့မရဘူးဗျာခရိယန်အသက်တာအေးအဲ့ဒီဂျေဇုတော်ရဲ့နီးကိုမသိသေးရဲ့ချွေးပြန်တာပဲနော်ကျွန်တော်သူများပဲပြောတာတကယ်တော့ကျွန်တော်ကိုယ်တိုင်ကြုံခဲ့တာအဲ့ဖြစ်ပြဒီလိုပဲတက်ချီလိုက်ပါလေအဲ့လိုကျမ်းသာတင်တယ်လို့ဘုရားကျောင်းကြီးအကြီးပဲဘုရားကျောင်းအဲ့လိုတကားလေးအဲ့လိုပိတ်ထားတော့ကျွန်တော်လည်းဆက်ဆိုင်ကျမ်းသာတင်တဲ့ချိန်တော့အဲကွန်လည်းအေးတော့ကျွန်တော်အပေါ့သွားကျင်တော့နော်ကျွန်တော်အဲ့ဒီဘက်ကတကားတစ်ချက်နဲ့ကျွန်တော်ထွက်သွားသူ့အိမ်သာဟိုးဘက်အဝေးလောက်သွားဒီကနေကျွန်တော်တပတ်ဟိုးအိမ်သာသွားကျွန်တော်အပေါ့သွားပြီးတော့ကျွန်တော်ပြန်ပတ်လာတကားပြန်ဟောဒီဘက်ကအပေါက်ကဝေးပါတယ်ဒီတကားပေါက်ကနေဝင်မယ်ပေါ့အဲ့တကားပေါက်ကျွန်တော်တွန်းတာဟာတွန်းလို့မရအထဲထဲမှာဂျလက်ချထားတယ်နဲ့ဘာလို့အဲကွန်ဖွင့်တာတော့ဒါဂျလက်ချတာဖြစ်မယ်ဒီဘက်မှပြန်ပတ်မယ်ဟိုဘက်ဝင်မယ်ဒီဘက်အပေါက်ကိုရောက်လာကျွန်တော်တွန်းတာဟာတွန်းလို့မရဟာဒီဘက်လည်းဂျလက်ချထားတာသွားပြီလို့ကျေးဇူးတော်ကတော့ပိတ်ပြီလို့နော်ငါတော့အထဲဝင်လို့နှုတ်ကပတ်တော်နားထောင်အောင်မယ်စကွာငါနော်ခဏလေးမအောင်တာပဲနဲ့အပေါ့သွားမိတာကြည်စမ်းအခုတော့နှုတ်ကပတ်တော်မကြားတော့ဘူး
ကျွန်တော်တွန်းကြည့်သေးတယ်ဟာတွန်းလို့မကောင်းပါဘူးသူများအထက်ထဲမှာကျန်းစာနားထောင်တော့ကိုကဒုံတော့ဟာဒါမကောင်းလေမရင်ကြီးကကြမှာကျွန်တော်ပြန်ပတ်လာဖះကြောင်ပြန်ပတ်ဟိုးဘက်တကားနောက်ပါလေကော်ကုံလေးယူကျွန်တော်အေးသားလေးကျွန်တော်ထိုင်ကျွန်တော်လှုပ်တဲ့အချင်းရောင်လူငယ်တယောက်ကတွေ့လေကြီးဆရာဘာလှုပ်တာလဲဟိုးဘက်ထွက်လာအပေါ်သွားဟိုးဘက်တကားတွန်းတစ်ဘက်ပြန်ပတ်ဒီဘက်တကားတွန်းမရဒီဘက်သွားဟိုးဘက်တကားပြန်တွန်းမရဟောမထိုင်သူသိလိုက်ပြီဒီဆရာအထဲပြန်ဝင်ကျင်တာဖြစ်မယ်နော်သူကလည်းကျွန်တော်မမေးရလာမယ်ဆရာတဲ့ဆရာဘာလုပ်ချင်တာလဲတဲ့အထဲဝင်ကျင်တာလားဟာဟုတ်တယ်ကျွန်တော်အထဲဝင်ဒါပေမဲ့ဗျာအဲကွန်ကအေးတယ်ထင်တယ်လို့သူတို့လည်းအထဲထဲမှာဂျလက်ချတာထင်တယ်လို့ကျွန်တော်တွန်းလို့မရဟာမဆရာတဲ့လာတယ်ကျွန်တော်ဖွင့်ပေးမယ်ဟာဟုတ်လားဆွဲလိုက်တာဝင်သွားတကားတွန်းရတယ်တကားမဟုတ်စလိုက်တူဖြစ်နေနော်ကျွန်တော်မသိဘူးကျွန်တော်တွန်းတယ်နော်ဘယ်ဟုတ်ဒါပဲလို့နီလန်မသိရင်လေကျေးဇူးတော်တကားပိတ်ပြီးထင်တာဘုရားကိုကျေးဇူးမပြုတော့ထင်တာကျေးဇူးပြုနေတာနေ့တိုင်းကျေးဇူးပြုနေတာဒါပေမဲ့နေ့တိုင်းကိုကဘာလုပ်နေလဲကိုခွန်အားနဲ့ကိုအကြံစီနဲ့သွားနေတာဒါကြောင့်ကိုညံကိုအမိမပြုနေသွားလေရမှာထားတော့ဘုရားကိုမြန်မာပြုတော့ဆရာကြီးဦးတုံမောင်ထုံးပြောတဲ့စကားရှိတယ်ခရိယန်တွေကအရင်ညွန့်ကန်တာပဲဘာလဲညွန့်ကန်ကျွန်တော်စဉ်းစားတယ်ညံကွန်းတာနော်ကိုညံနဲ့ကိုနော်ညွန့်ကန်တယ်ဆိုညံကွန်းတာကိုညံနဲ့ကိုသွားသွေးရတော့ဟာရုံးကန်ချွေးပြန်တာပဲဗျာအပြင်ကိုတွန်းတာဘယ်လိုလုပ်တကားပွင့်အထဲဆွဲရတာမသိဘူးကျွန်တော်လည်းတွန်းတာဘယ်ဟုတ်မစလိုက်တို့ဖြစ်နေနော်ကိုလည်းဖြစ်တာပဲဟာအမကျွန်တော်သဘောပေါက်သွားဂျေဇုတော်ကိုမသိတဲ့ခရိယန်ကလေချွေးပြန်တာဂျေဇုတော်ကိုသိတဲ့ခရိယန်ကလေလွတ်မြောက်သွားတာဟာအချင်းနေကြောင့်မဟုတ်တော့အချင်းနေကကောင်းတာတွေနှိမ့်တာတွေမြင့်တာတွေဘာပဲရှိအထဲထဲမှာဘာလုပ်နေရလဲလွတ်မြောက်နေဒါကြောင့်ပေါလုနဲ့သီလတို့ချီးမွမ်းလို့လွတ်မြောက်တာမဟုတ်တော့လွတ်မြောက်လို့ချီးမွမ်းတာလွတ်မြောက်လို့ချီးမွမ်းရင်းနဲ့အဲ့ဒီချီးမွမ်းခြင်းရဲ့တသက်ရာအပြင်မှာဘာလုပ်သွားတာလွတ်မြောက်သွားတာဒါကြောင့်မို့ဘုရားသခင်ကသင်ရဲ့အတွင်းထဲမှာကောင်းကြီးမြင်လာဘာလုပ်ပြီးသားပေးပြီးသားသင်ကအမွေစားအမွေခံကောင်းကြီးရဖို့အတွက်ချီးမွမ်းနေတာမဟုတ်ဘူးကောင်းကြီးရတော်သူဖြစ်လို့ဘာလုပ်နေရလဲချီးမွမ်းနေတာလွတ်မြောက်ဖို့အတွက်ချီးမွမ်းနေတာမဟုတ်လွတ်မြောက်တော်သူဖြစ်လို့ဘာလုပ်နေရလဲချီးမွမ်းနေတာတခုခုရလို့သောစိတ်နဲ့ချီးမွမ်းတာမဟုတ်ရပြီးသားမလို့ဘာလုပ်နေရလဲချီးမွမ်းနေတာကျွန်တော်တို့ရပြီးသားကိုရပြီးလို့ရပြီးမှမသိဘူးသင်မသိပေမဲ့ဘယ်သူသိလဲစာတန်ကသိတယ်အားကြောင့်နေ့တိုင်းကောင်းခိုးနေတာစာတန်ကောင်းခိုးနေတာဒါမှမဟုတ်စာတန်ရဲ့အခိုးမခံရဘူးဘာလို့သိဖို့လို့လဲတမန်တရားကိုသိဖို့လဲတမန်တရားကိုသိရင်လေသင်လွတ်သွားတမန်တရားကိုသိဘာလို့သွားလဲလွတ်မြောက်သွားမသိသူရတော့တွန်းမဲတာဘလို့မလားကြိုက်တယ်လို့နော်ချွေးပြန်တာပဲဖတ်တယ်သိလိုက်တဲ့ခါကျတော့ဟာလွယ်လေးပဲဖယားနီးလန့်ဒါကြောင့်မို့ကျွန်တော်တို့ကလောကနဲ့မဆိုင်ဘူးဆိုတာလေလောကအရာတွေလောကမှာကောင်းတဲ့အရာတွေသူများကိုပေးကမ်းတာတို့ကောင်းတဲ့အရာတို့မလုပ်ရတော့ဘူးလို့မဆိုလိုပါဘူးရှမာရိလူကဲ့သို့သင်ဟာကောင်းသောအသက်တာနဲ့အသက်ရှင်ဖို့ဘုရားအလိုရှိပါတယ်ဒါပေမဲ့လောကနဲ့မဆိုင်ဘူးဆိုတာလေလောကကိုအမိမပြုတ်နဲ့လို့ပြောတာလောကရဲ့စီးစိမ်တွေချမ်းသာခြင်းဆင်းရဲခြင်းတွေအောင်မြင်ခြင်းမအောင်မြင်ခြင်းတွေအဲ့ဒီပေါ်မှာအမိပြုတ်ပြီးတော့အသက်မရှင်နဲ့ဘသူ့ကိုအမိပြုတ်ပြီးသက်ရှင်ယေရှုကိုအမိပြုတ်ပြီးဘာလုပ်ရမလဲအသက်ရှင်ရမယ်နောက်ဆုံးကျမ်းပိုက်တစ်ပိုက်ကအပိုက်ငယ်18လောကနဲ့လောကီတတ်မှတ်ခြင်းသည်၍သွားကွယ်ပြောက်တဲ့ကြည်စံလောကနဲ့လောကီတတ်မှတ်ခြင်းကဘာလို့သွားမလဲ၍သွားကွယ်ပြောက်မယ်အားလုံးပြီးတော့လဲပြီးသွားမှာပါဒီလောကကြီးဟာ၍သွားဘာလို့မလဲကွယ်ပြောက်မယ်ဒါမကွယ်ပြောက်မဲ့အရာနေဆထာဝရတည်တဲ့အရာရှိတယ်ဘလို့အသက်ရှင်ရမယ်ဒီလောကကြီးထဲမှာဘုရားသခင်ဤအလိုတော်နှင့်အညီကျင့်သောသူမူကားနေဆထာဝရတည်၏ကြည်စံဘုရားသခင်အလိုတော်နှင့်အညီကျင့်သောသူဆိုတာအသက်ရှင်သောသူဘုရားသခင်အလိုတော်နှင့်ညီအသက်ရှင်သောသူကသာလျှင်နေဆထာဝရတည်တယ်ဒါကြောင့်မို့သင်လောကကြီးထဲမှာကိုယ်အလိုတိုင်းအသက်ရှင်မလားဘုရားအလိုတိုင်းအသက်ရှင်ရမလားဘုရားအလိုတိုင်းဘာလုပ်ရမလဲအသက်ရှင်ရမယ်သင်အလိုတိုင်းအသက်ရှင်သူရဲ့ဘယ်ပေါ်မှာပဲရောက်နေမှာစိတ်ကလောကရာဝါရိုက်မှာရောက်နေမှာဘုရားအလိုတိုင်းအသက်ရှင်တော့လောကရာဝါမှာစိတ်မဆွဲလန်းတော့အဲ့ဒီဘုရားကိုပဲဆွဲလန်းတော့မှာဒီနေ့သင်ဘုရားကိုဆွဲလန်းပြီးတော့အသက်ရှင်ဖို့ဘုရားအလိုရှိတာဖြစ်တယ်သင်လိုတဲ့လောကရာတွေဘုရားဘာလို့မပြောပြီးသားပေးမယ်ပြောပြီးစိတ်မပူနဲ့မနဲ့ဖြန်လောက်ကိုကျွန်တော်ကစိတ်ပူနေတာဘုရားသခင်ကနှစ်ပေါင်း400လောက်ကိုကြိုတင်ဘာလို့ပြီးသားစီမံပြီးသားဣသရေလလူမျိုးတွေအဲ့ဒီအေဂုတုပြည်မှာဂျုံခံရမယ်နှိပ်စက်ခံရမယ်ပြီးတဲ့အခါမှာအဲ့ဒီသူတို့ကိုနှိပ်စက်တဲ့သူကိုဘုရားဆုံးမပြီးတော့တဲ့များစွာသောဥစ္စာနဲ့ထွက်လာရမယ်ဆိုတဲ့အကြောင်းကိုကပ္ပဦးကျမ်းအခန်းကြီး15မှာဘုရားဘုသူပြောပြီးသားအာဗြဟံကိုကြိုပြောပြီးသားကြည်စမ်းတော့ဒီကျမ်းပိုက်ကိုဖတ်ကြည့်တဲ့အခါမှာလေဘုရားသခင်ကအာဗြဟံကိုကြိုပြောထားတယ်
အဲ့ဒီဣသရေလလူမျိုးတွေကိုတဲ့ငါခါနန်ပြည်ပေးမှာပါတဲ့ဒါပေမဲ့တဲ့သူတို့အဲဂုတုပြည်ကိုအရင်ဆုံးရောက်မယ်တဲ့သူတို့ဘာပိုင်သောပြည်မှာဧည့်သည်ဖြစ်နေရမယ်ပြီးရင်ကျွန်ဖြစ်နှိပ်စက်ခြင်းကိုဘာလုပ်ရမလဲခံရမယ်ဘုရားကြိုပြောပြီးသားဘာဖြစ်လို့လဲအဲ့ဒီနှိပ်စက်ခြင်းကိုဘုရားဘာလို့အသုံးပြုရတာလဲအဲ့လိုသာအသုံးမပြုရင်ဂေါရှင်ရဲ့မှာစိန်ကြနေတာအဲဂုတုပြည်ထွက်မှာမဟုတ်ဘုရားသခင်အဲ့ဒီစုံစမ်းခြင်းကိုပေးတွေ့ပြီးတော့ဘယ်ကိုထွက်စေတာလဲခါနန်ပြည်ကိုငါပို့ဆောင်မယ်လို့ဘုရားဘာလုပ်ပြီးသားကြိုပြောပြီးသားအဲ့ဒီအဲဂုတုမှာဣသရေလမျိုးတွေနှစ်ပေါင်းဘယ်လောက်ကြာလဲ430ကြာတယ်တဲ့နှစ်ပေါင်း430လောက်ကိုဘုရားကြိုတင်ပြီးဘာလုပ်ပြီးသားစီမံကိန်းသင်လောကကြီးမှာနှစ်400လောက်တော့အသက်မရှင်ပါဘူးနော်ဘုရားသခင်သင်တို့အားလုံးဘာလုပ်ပြီးသားစီမံကိန်းဆွဲပြီးသားရုပ်ရှင်တကားမှာစီစဉ်သူရှိပါတယ်စီစဉ်သူမအေးအေးဝင်းနော်ကျွန်တော်ရုပ်ရှင်ကကြည့်လေအမြဲတမ်းတွေ့ရစီစဉ်သူမအေးအေးဝင်းသင်ဘဝရဲ့စီစဉ်သူဟာဘုရားပဲဒါမှမဟုတ်သင်ဘဝကိုသင်ကိုယ်တိုင်စီမံပြီးတော့အသက်မရှင်ပါနဲ့ဘုရားရဲ့အစီအစဉ်ထဲမှာအသက်ရှင်လိုက်ပါဘုရားအလိုတော်တိုင်းအသက်ရှင်ပါဘုရားအလိုတော်တိုင်းကျင့်တော်သူကတဲ့နေဆထာဝရတည်တယ်ဒါကြောင့်မို့ဘုရားအလိုတော်တိုင်းကျင့်ဖို့အတွက်ကျွန်တော်ခွန်အားပေးခြင်းတယ်ဒါဆိုဘုရားအလိုတော်တိုင်းဘယ်လိုကျင့်ရမလဲဘုရားအလိုတော်ကိုဘယ်လိုသိနိုင်မလဲကျွန်တော် MICD မှာလွန်ခဲ့တဲ့လထက်နဲ့ကျွန်တော်တရားတော်ဟောတော့ကျွန်တော်ဆရာဓမ္မဂရိကဖြစ်တဲ့ဆရာဦးတုံမောင်ဆရာတော်မင်းအောင်ထုံးကကျွန်တော်ဖိတ်တော့အဲ့ဒီမှာကျွန်တော်တရားဟောတော့ဘာမေးမလဲတဲ့ပြိတ္တကိုမေးကုန်မေးတော့အဲ့မှာဆရာတယောက်ကကျွန်တော်မေးတယ်ဆရာတဲ့ဖျားအလိုတော်ဟုတ်မဟုတ်ဘယ်လိုသိနိုင်မလဲတဲ့ဟာလွယ်ပါတယ်လို့ဖျားအလိုတော်ကအမြဲတမ်းနှုတ်ကပတ်တော်နဲ့လာတယ်လို့ဖျားအတန်ရှိတယ်ကို့အလိုကတော့ကိုယ့်ရဲ့ဇာတိသဘောကိုဖြစ်ချင်တဲ့သဘောနဲ့သွားတာဒီနေ့ဖျားအလိုတော်ဘာနဲ့ပဲလာလဲနှုတ်ကပတ်တော်နဲ့ပဲလာတယ်ဖျားအလိုတော်ဖျားစကားတန်ပဲသွားဒါကြောင့်မို့ရွေးချယ်မှုမှာလေမြင်နေရတဲ့အရာကိုလောတရရွေးချယ်လိုက်တယ်အာဗြဟံကဘာကိုစောင့်လဲအတန်ကိုစောင့်တယ်ဒါကြောင့်အလိုတော်ဆိုတာဘယ်လိုသိနိုင်မလဲအတန်အားဖြင့်မှသိနိုင်တယ်ဖခင်နှုတ်ကပတ်တော်နဲ့သင်ကိုနေ့တိုင်းမလုပ်နေရလဲစကားပြောနေတာအဲ့နှုတ်ကပတ်တော်တိုင်းသင်မလုပ်ဖို့လိုတာလေအသက်ရှင်ဖို့လိုတာဒါကြောင့်အဲ့နှုတ်ကပတ်တော်ကလေသင်ကိုဘာလုပ်ခိုင်းလဲဒါကြောင့်မို့ဒီအကြောင်းလေးပြောကြနေကုန်ချုပ်ပါငါ့ကိုသခင်လို့ခေါ်တိုင်းကောင်းကင်နိုင်ငံမရောက်ဘူးတဲ့မဿဲခန်းကြီး9:21မှာကောင်းကင်ဘုံမှာရှိတဲ့ငါခမည်းတော်ရဲ့အလိုကိုစောင့်တော်သူမှာပဲရောက်မလဲကောင်းကင်ဘုံရောက်မယ်ထုံနေနိုင်ကသခင်တဲ့မင်းတို့ကပြောမယ်ကိုတော့အခွင့်နဲ့များစွာသောဆုံးမဩဝါဒတွေပေးတယ်နတ်ဆိုးတွေကိုနှင်ထုတ်တယ်တဲ့နမိတ်လက္ခဏာတွေလုပ်တယ်တဲ့ဒါပေမဲ့သခင်ရှုဘာပြောမလဲမင်းတို့ငါအလင်းမသိဘူးတဲ့အလင်းမသိဘူးဆိုတော့အခုမှမသိတာမဟုတ်တော့ငကိုတွေကမင်းတို့ငါဘာလို့မလုပ်လဲမသိဘူးတဲ့ပြီးတဲ့အခါမှာဘယ်လိုပြောလဲအတ္တမအမှုကိုပြုတော်သူတို့ငါထံမှာဖယ်သွားကြတော့ဟာအတ္တမအမှုကိုပြုတော်သူကျွန်တော်စဉ်းစားတယ်ဗျဒီလူတွေလောက်တာကြည့်နော်ဆုံးမဩဝါဒပေးတယ်ဆုံးမဩဝါဒပေးတယ်ဆိုတော့ဘာလို့လဲကျမ်းသာသင်တာတရားဟောတာဆုံးမဩဝါဒပေးတာဘသူခွင့်နဲ့ကိုရောရဲ့နာမနဲ့ကိုရောအခွင့်နဲ့ဟာဆုံးမဩဝါဒပေးတာကောင်းတာလောက်တာလားမကောင်းတာလောက်တာလားကောင်းတာလောက်တာဒါပေမဲ့သခင်ရှုရပါဘောလေဓမ္မအမှုကိုပြုလားအတ္တမအမှုကိုပြုလားအတ္တမအမှုတဲ့အရက်တော့တာမဟုတ်ဘူးဖဲ့ရိုက်တာမဟုတ်ဘူးမကောင်းတာလောက်တာမဟုတ်ဘူးပြီးတော့ဘာပြောလဲနတ်ဆိုးတွေကိုဘာလို့လဲနတ်ဆိုးနှင်ထုတ်တယ်ဆိုတော့ကောင်းတာလောက်တာလားမကောင်းတာလောက်တာလားကောင်းတာလောက်တာဘုရားလက်ခံလားကောင်းတာလောက်တိုင်းလက်မခံဘူးအတ္တမအမှုကိုပြုတော်သူများစွာသောနမိတ်လက္ခဏာတွေကိုပြတယ်တဲ့မကျမ်းမာတဲ့သူလက်ပေါ်မှာတင်ပြီးဘာလို့ဆိုလဲကျမ်းမာသေးတယ်ဒါပေမဲ့သခင်ဘုရားဘာပြောလဲအတ္တမအမှုကိုပြုတော်သူတို့တလောက်ထိကောင်းတာတွေလောက်တာဘုရားလက်ခံလားလက်မခံဘူးကောင်းတာကိုဇာတိသဘောနဲ့လုပ်ရင်ဘုရားလက်ခံလားလက်မခံအောင်ကောင်းတာကိုဘာအတိုင်းလုပ်ရလဲဝိညာဉ်သဘောနဲ့လုပ်ရဝိညာဉ်သဘောဆိုတာကိုယ့်အလိုလားဘုရားအလိုလားဒါကြောင့်ဘုရားအလိုအတိုင်းအသက်ရှင်တော်သူကပဲနေဆထာဝရတည်တယ်လို့ကျမ်းစာရေးတာဒါကြောင့်မို့လောကမှာအသက်ရှင်တဲ့အခါမှာသင်ကကိုယ့်အလိုတိုင်းအသက်ရှင်ရမှာဘုရားအလိုတိုင်းအသက်ရှင်ရမှာဘုရားအလိုတိုင်းအသက်ရှင်ရမှာဘုရားအလိုတိုင်းအသက်ရှင်ရမှာအဲ့ဒီမှာဒီလူတွေချီတော့ကောင်းတာတွေပဲလုပ်တာဒါပေမဲ့အဲ့ဒီလူတွေကိုသခင်ရှုလက်မခံဘူးမင်းတို့ငါမသိဘူးတဲ့ပြီးတဲ့အခါမှာအတ္တမအမှုကိုပြုတော်သူတို့အရက်တော့တာမဟုတ်ဒီလူတွေကမကောင်းတာလုပ်တာမဟုတ်ဘူးဒါပေမဲ့သူတို့ကောင်းတာလုပ်ပြီးမှဘုရားလက်ခံလားလက်မခံဘူးဘာနဲ့လုပ်လို့လဲကောင်းတာကိုဇာတိသဘောနဲ့လုပ်လို့ဖြစ်တယ်ဒါကြောင့်မို့ခရစ်ယာန်သက်တာထဲမှာကောင်းတာလုပ်ဖို့လိုပါတယ်မလိုဘူးပြောတာမဟုတ်ဒါပေမဲ့ကောင်းတာကိုဘာသဘောနဲ့လုပ်ရတာလဲဝိညာဉ်သဘောနဲ့လုပ်ရဝိညာဉ်သဘောဆိုတာကိုယ်သဘောလားဘုရားသဘောလားကိုယ်ခွန်အားလားဘုရားခွန်အားလားကိုယ်အစွမ်းလားဘုရားအစွမ်းလားကိုယ်လှုပ်တာလားဘုရားလှုပ်တာလားကိုယ်အထဲကနေဘုရားလှုပ်တာအဲ့ဒါဝိညာဉ်သဘောလို့ခေါ်တယ်ဇာတိသဘောဆိုတာကိုယ့်ရဲ့အသွေးသားကနေကြိုးစားအားထုတ်ပြီးတော့လှုပ်တဲ့ကိုယ်ကျင့်တရားကိုအဲ့ဒါဇာတိသဘောလို့ခေါ်တယ်ဝိညာဉ်သဘောကြတော့ကိုယ်ကျင့်တရားမဟုတ်တော့ယုံကြည်ခြင်းအကျင့်လို့ခေါ်တာ
ဘာလို့ခေါ်လဲယုံကြည်ခြင်းအကျင့်ယုံကြည်ခြင်းကနေထွက်ပေါ်လာတဲ့နာခံခြင်းရလဒ်ကိုဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့်ငါ့ကိုသခင်လို့ခေါ်တိုင်းကောင်းကင်နိုင်ငံမရောက်ဘူးတဲ့ငါခမည်းတော်ကြီးဘာအောင်ဆောင်မအလိုဆောင်မအဲ့ဒီခါမှာယူဒလူတွေကကောင်းပြီတဲ့သခင်ယေရှုတဲ့အလိုဆောင်မကောင်းကင်နိုင်ငံရောက်မယ်ဆိုရင်တဲ့အဲ့ဒီခမည်းတော်အလိုကျွန်တော်တို့ပြောတဲ့ကျွန်တော်ဘာလုပ်ရမလဲတဲ့ယူဒလူတွေကတခုခုဆိုဘာပဲစဉ်းစားရသလားလှုပ်ဖို့ပဲစဉ်းစားတာဘာသာရေးဆန်သွားရင်လေဘာလုပ်ရမလဲဆိုတာပဲစဉ်းစားတာလုပ်ရမယ်စဉ်းစားတကယ်တော့ကျွန်တော်လုပ်ရမှာမဟုတ်ဘူးဘာလုပ်ရမှာလဲယုံရမှာကျွန်တော်လုပ်ရမယ်လုပ်ရတခုပဲရှိတယ်ဘာလုပ်ရမှာလဲယုံရမှာဒါကြောင့်မို့သခင်ယေရှုကမဿဲ 9:21 ကအဖြေကယောဟန်အခန်းကြီး6အပိုင်ငယ်28 29ပဲရှင်ယောဟန်ခရစ်ဝင်အခန်းကြီး6အပိုင်ငယ်28 29မှာဘာပြောလဲထိုသူတို့ကလည်းနော်ရှင်ယောဟန်ခရစ်အခန်းကြီး6အပိုင်ငယ်28မှာခမည်းတော်ရဲ့အလိုကိုဆောင်မကောင်းဝင်နိုင်ငံရောက်မယ်ဆိုရင်တဲ့ဖယားသခင်အလိုတော်နဲ့ညီသောအကျင့်ကိုကျင့်ခြင်းကအဘယ်သို့ပြုရပါမည်နည်းဟုမေးလျှောက်ကြ၏ကောင်းပြီတဲ့ခမည်းတော်အလိုဆောင်မကောင်းဝင်နိုင်ငံရောက်မယ်ဆိုရင်ခမည်းတော်အလိုကျွန်တော်ဆောင်မယ်တဲ့ဘာလုပ်ရမလဲမေးတဲ့မေးခွန်းကမှားနေတာခမည်းတော်အလိုဆောင်ဖို့တဲ့လုပ်လို့ရလားလုပ်ကောလုပ်နိုင်လားမွေးကလေးကဗီဇအပြစ်ပါလာတဲ့သူကဖယားနှစ်သက်အောင်ဘလို့မှလုပ်လို့မရဘူးလုပ်ပေးခြင်းကိုခံမှပဲရတာမင်းတို့ကတဲလှုပ်ချင်ပါလားဒီလောက်တော့လှုပ်ချင်ရင်တဲ့လှုပ်เสียတော့အများများစစမရှိပါဘူးတဲ့ယေရှုကပြန်ဖြေတယ်ယေရှုကလည်းဖယားသခင်စေလွတ်တော်မူသောသူကိုယုံကြည်ခြင်းအကျင့်ကအလိုတော်နှင့်ညီသောအကျင့်တည်းဟုမိန့်တော်မူတယ်မင်းတို့အရန်လှုပ်ချင်လားတဲ့အရန်ကျင့်ချင်လားတဲ့တခုပဲရှိတယ်တဲ့အဲ့ဒီလှုပ်ရမယ်လှုပ်ကတော့ယုံရမယ်အလုပ်တဲ့လှုပ်ရမယ်လှုပ်ကတော့တရားကျင့်ရမှာလားတရားမှတ်ကမှာလားအလူဒါနတွေလုပ်ရမှာလားကုသိုလ်ကောင်းမှုတွေလုပ်မလုပ်ရမယ်လုပ်ကဘာလုပ်ရမယ်လုပ်လဲယုံရမယ်အလုပ်တဲ့ဘာအောင်ယုံရမှာလဲစေလွတ်ဖယားသခင်စေလွတ်တော်မူသောသူကိုယုံကြည်ခြင်းအကျင့်ကဖယားသခင်အလိုတော်နဲ့ညီသောအကျင့်ဒီမိန့်တော်မူတယ်ဒါကြောင့်မို့ခမည်းတော်ရဲ့အလိုကိုဆောင်မကောင်းကင်နိုင်ငံရောက်မှာခမည်းတော်အလိုကပါလဲသားတော်ကိုဘာလုပ်ဖို့လဲယုံဖို့ပဲအဲ့ဒီယုံကြည်ခြင်းအားဖြင့်ပဲဘယ်ကိုရောက်နိုင်လဲကောင်းကင်နိုင်ငံကိုရောက်လာလှုပ်ဆောင်ချက်အားဖြင့်ရောက်နိုင်လားမင်းဘလောက်ကျမ်းသာသင်မင်းဘလောက်နှဆိုးနေထုံမင်းဘလောက်နမိတ်လက္ခဏာတွေပြအဲ့ဒီဇာတိသဘောနဲ့ဘလောက်လှုပ်ဘုရားသခင်ကအဲ့ဒါကိုဓမ္မအမှုလို့မပြောဘူးဘယ်လိုပဲပြောလဲအဓမ္မအမှုပဲပြောတယ်ဒါကြောင့်မို့ကျွန်တော်ဝိညာဉ်သဘောနဲ့လှုပ်တတ်ဖို့လိုတယ်အဲ့ဒီဝိညာဉ်သဘောဆိုတာကဘာလဲသလားယုံကြည်ခြင်းပေါ်မှာအခြေခံတာဝိညာဉ်သဘောပေါ်မှာအခြေခံလဲယုံကြည်ခြင်းပေါ်မှာအခြေခံတာအဲ့ဒီယုံကြည်ခြင်းကယုံကြည်တာရှောက်ယုံလို့မရဘူးအဲ့ဒီယုံကြည်ခြင်းကဘယ်ကလာတာလဲယုံကြည်ခြင်းသည်ကြားနာခြင်းအဖြစ်ကြားနာခြင်းသည်ဘုရားစကားယုံကြည်ခြင်းကဘုရားနှုတ်ကပတ်တော်ပဲလားအဲ့ဒီနှုတ်ကပတ်တော်ကိုကြားမှဘာဖြစ်လာလဲယုံကြည်ခြင်းဖြစ်လာယုံကြည်ခြင်းဖြစ်မှဘာကိုလုပ်နိုင်တာလဲဘုရားအလိုတော်အတိုင်းလိုက်ရှောင်နိုင်တာဖြစ်တယ်ဒါကြောင့်မို့ချစ်တော်ယောက်စီတိုင်းဘုရားသခင်အလိုတော်ကလေလှုပ်ဖို့မဟုတ်ပါဘူးယုံဖို့ဖြစ်တယ်ဘုရားအလိုတော်ကလေယုံဖို့ဖြစ်တယ်အဲ့ဒီယုံကြည်ခြင်းရှိပြီဆိုရင်အလိုလျောက်လှုပ်ဆောင်ခြင်းဆိုတဲ့အကျင့်ကဘာလို့တာလဲအနောက်ကလိုက်လာတာဖြစ်တယ်အဲ့ဒါယုံကြည်ခြင်းအကျင့်လို့ခေါ်တယ်တောင်ပေါ်မှာသင်္ဘောသွားဆောက်ခိုင်းနော်အေးထဲမှာနော်အေးရဲ့နှလုံးသားထဲမှာယုံကြည်ခြင်းမရှိရင်ဘယ်တော့မှသင်္ဘောဆောက်မှာမဟုတ်နှစ်ရာနဲ့ရှိကြတယ်သင်္ဘောတစ်စီးဆောက်တာအဲ့ဒါယုံကြည်ခြင်းကနေထွက်ပေါ်လာတဲ့နာခံခြင်းရလဒ်လို့ခေါ်ပါတယ်အာဗြဟံဘယ်နေရာသွားလို့ကိုယ်တိုင်တော့မသိဘူးဒါပေမဲ့ယုံကြည်ခြင်းအဖြစ်နားထောင်ပြီးပါလို့သွားလဲထွက်သွားအဲ့ဒီထွက်သွားတယ်ဘယ်နေရာသွားလို့သွားမှမသိဘူးဖခင်စကားအသံကိုနားထောင်နိုင်တယ်ဆိုတာဘယ်ကနေထွက်ပေါ်လာတာလဲယုံကြည်ခြင်းကနေထွက်ပေါ်လာတဲ့ရလဒ်ဖြစ်တယ်ဒါကြောင့်မို့သင်ဘုရားသခင်ကိုယုံသွားရင်လေနာခံခြင်းအလိုလျောက်ပါလို့တာလဲထွက်ပေါ်လာတယ်ခရစ်ယာန်အသက်တာထဲမှာယုံကြည်ခြင်းအသက်အကျင့်အသက်လုံးဝမဟုတ်ပါဘူးတကယ်ယုံကြည်ခြင်းနောက်မှာပါလာပြီးသားအကျင့်ဟာပါလာပြီးသားဖြစ်တယ်ဒါကြောင့်မို့ချစ်တော်ယောက်စီတိုင်းဒီနေ့ဘုရားသခင်ကျွန်တော်အရန်ချစ်တယ်ဘုရားသခင်ကျွန်တော်ချစ်တယ်ဒီနေ့သင်ဟာလောကကိုချစ်နေလားဘုရားကိုချစ်လားလောကကိုချစ်တော်သူဟာခမည်းတော်ချစ်ခြင်းမြတ်တာမရှိဘူးဒီနေ့ဘုရားသခင်ကိုပြန်ချစ်တော်သူများဖြစ်စေဖို့ဘုရားလိုရှိလားဘုရားသင်ကိုချစ်တယ်ဆိုတာလေသူပြန်ချစ်စေချင်တာဒီနေ့သင်ကိုဘုရားအရန်ချစ်တယ်ဒါမှမဟုတ်ကျွန်တော်ပျောက်သောသားအကြောင်းစဉ်းစားတိုင်းမှာဘုရားရဲ့မြတ်တာကိုခံစားဘုရားရဲ့မြတ်တာကိုခံစားအဲ့ဒီပျောက်သောသားပြန်လာတဲ့ခါမှာအဖေကဘာလုပ်လဲမျောနေတာတွေ့ရောဘာလုပ်လဲပြေးဖတ်တာနည်းနည်းလေးတော့မအောင်နိုင်ဘူးနည်းနည်းလေးဟိတ်ဟန်လေးနဲ့နော်နဲ့တီးခံပြီးတော့နော်အေးလာပါစေဦးအေးမင်းလာပြီလားနော်မင်းအခုတော့ပြန်လာပြီဗောအဲ့လိုပြောလားဟမ်မဆောင်နိုင်ဘူးဘာလို့လဲပြေးဖတ်တာပျောက်သောသားအိမ်ထဲတော့မရောက် तू ကဘာလို့လဲဟာဂျေဇုတော်ဆိုတာလေပြေးဖတ်တာသိအောင်အဲ့ဒီမှာကျွန်တော်ဖုန်းတော်ကြီးဆရာရေဂျီနဲ့တွေ့တော့အင်္ဂလိကန်ဖုန်းတော်ရင်တွေ့တော့
ဆရာမျက်နေတဲ့အဲ့ဒီမှာတဲ့အဖေရတဲ့အဲ့ပျောက်သောသားကိုဘာလို့ပြေးဖက်ရလဲဆရာသိလားဟာလှုပ်ဆမ်းမအောင်ဆရာအဲ့ဒီဆရာလည်းကျေးဇူးတရားကြောင့်သူကအယံဝင်ကဟာဆရာတဲ့အဖေကပြေးမဖက်ရင်တဲ့အဲ့ဒီပျောက်သောသားဘယ်သူနဲ့တွေ့မှထင်လဲတဲ့အကြီးကောင်နဲ့တွေ့ပါအေးဟိုပြည့်ညက်တရားနော်လောအဲ့ဒီအကြီးကောင်နဲ့သာတွေ့လို့ရတော့ပျောက်သောသားအိမ်ထဲဝင်ဖို့နေတဲ့သားလမ်းတစ်ဝက်ကနေဘာလို့သွားမလဲမင်းအဖေစီကနေကျင်းတဲ့အမိုးတွေတောင်းပြီးတော့မင်းသုံးဆုံးနောက်တောက်စားပြီးတော့အခုမှပြန်လာဟဲ့လားငါလို့မင်းငါကြောက်အိမ်မှာနေတာမင်းအခုဘာလဲကုံမှပြန်လာဟိုအိမ်ထဲတော့ဝင်ရမှာမဟုတ်တော့အဖေနဲ့တော့တွေ့မှာမဟုတ်တော့ဘာလို့ဆိုလဲပြန်လှည့်သွားမှာဒါကြောင့်အဖေကလေနေ့တိုင်းမျောနေဆိုတာဘသူနဲ့စုံမှာဆိုလို့အေးအဲ့ဒီပြည့်ညက်တရားကြီးနဲ့စုံမှာဆိုလို့နော်အဲ့ဒီဥပဒေသမားကြီးနဲ့ဟာအဲ့ဒီဘာသာရေးသမားနဲ့စုံမှာဆိုလို့ तू ကဘာလို့ထားလဲကျေးဇူးတရားမျောနေတာလာလဲလာအောင်ကျေးဇူးတရားဘာလို့လိုက်လဲဥအောင်အရင်ဆုံးဘာလို့လိုက်လဲဟာစီးဖတ်လိုက်ကြည်စမ်းဖခင်ဘလောက်ကောင်းတဲ့ဖခင်လားပြည့်ညက်တရားနဲ့မစုံခင်မှာအရင်ဆုံးဘာလို့လိုက်လဲကျေးဇူးပြုတ်လိုက်တာအဲ့ဒီကျေးဇူးပြုတော်မှလေဟာပြည့်ညက်တရားကြီးကဟိုမှာစောင့်နေတာမင်းဘလောက်ကောင်းလို့လဲအဲ့ဒီပြည့်ညက်တရားမရောက်ခင်မှာအကုန်ပေးပြီးသားလက်စွပ်တွေခြေနှင်းတွေအဲ့ဒီပြည့်ညက်တရားရောက်လာရင်လေလက်စွပ်ပေးတော့ဟိုပျောက်တော့သားယူရဲခြင်းမှာယူရဲတော့မှာဟိုတယောက်အပြစ်တင်တော့မှာတောက်လျှောက်ဒါပေမဲ့သူ့အဖေပေးတဲ့ခါမှာ तू ယူရဲသွားတယ်ဘာလို့လဲလားအဖေမြစ်တာအောင်နားလဲသွားလို့အဖေကအယမ်းချစ်တာအဲ့ဒီမြစ်တာလေလှုပ်ပေးတဲ့မြစ်တာဖြစ်တယ်လှုပ်ခိုင်းတာမဟုတ်တော့သားပြန်လာတဲ့ခါမှာပျောက်တော့ပြန်လာကအဖေကိုရေတစ်ခွက်ခတ်မတိုက်ရသေးဘူးအဖေလေတွေမထွန်ရသေးဘူးအဖေတိုးတွေမကြောင်းရသေးဘူးဘာမှမလုပ်ရသေးဘူးဗျာမလုပ်ရသေးခင်မှာအကုန်အဖေပြန်ပေးလားမပေးဘူးလားဟာအဖေကလှုပ်ပေးတာလက်စွပ်စွပ်ပေးပါလေခြေနှင်းစွပ်ပေးဝိယုံပေးပြီးတော့ပွဲပါလှုပ်ပေးလိုက်တဲ့ချီးမြှောက်ခြင်းမှာတခါလဲဟာကြည်စမ်းပွဲပါတခါလဲလှုပ်ပေးလိုက်တယ်ဟောမှာဘာသာရေးသမားပြန်လာတာပြည့်ညက်တရားသမားပြန်လာတာအိမ်နဲ့မဝင်ရင်ဟာဘာမှမကောင်းတဲ့လူကိုအဖေကကြည်စမ်းဒီနေ့အဖေကလေအယမ်းချစ်တာဒါကြောင့်ချစ်တော်ရစီတိုင်းဝင်လေးရေးပင်မသောသူပေါင်းတို့ငါထံသို့လာကြလောငါသည်ချမ်းသာပေမယ်သင်ဝင်တော့တွေလေးနေကိုယ်တိုင်မထမ်းထားပါနဲ့ယေရှုစီလာလိုက်ပါသခင်ရှုပါလုံးမဲ့ဖေကလည်းချမ်းသာပေးမှာဖေသူ့နီလန်းကငါထံ၌နီးခံမှာသူ့နီလန်းလိုရလေးပါပဲလှုပ်ခိုင်းသောနီလန်းမဟုတ်ဘူးလှုပ်ပေးသောဘာလို့လှုပ်ပေးရတာလဲသင်ကိုချစ်လို့ဖြစ်တယ်ထာဝရမြတ်တာနဲ့သင်ကိုချစ်တဲ့ဖေဖြစ်တယ်အဲ့ဒီဖေမြတ်တာကိုသင်ခံစားရပြီးတော့အဲ့ဒီဖေမြတ်တာနဲ့အသက်ရှင်ပါအဲ့ဒီဖေမြတ်တာနဲ့အသက်ရှင်သွားတဲ့လူကလေလောကကိုမချစ်တော့ခမည်းတော်ကိုချစ်ခြင်းမြတ်တာရှိတဲ့သူကလောကကိုမချစ်တော့ဘုရားသခင်ကိုချစ်ပြီးတော့အသက်ရှင်ဖို့ရန်အတွက်ဝင်ငါပါတယ်အားလုံးပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေ